စီရန်လေးချက်ကတော့မြန်လို့နားနေခေါ်တော့ပြီးတော့ရတယ်နော်เนี่ยဒီချက်ပူလှမ်းလာအမှန်ကြီးကတော့မြန်လို့ဟုတ်အသေးလေးပဲအသေးလေးပဲကဲရှက်ဒီလုံးစနေပြခေါ်လို့ရပြီအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေခင်ဗျာအားလုံးမင်္ဂလာပါစီဇန်လေးပါကျွန်တော်တို့ဒီစီဇန်လေးမှာတော့ကျွန်တော်တို့စီဇန်တစ်ဆက်သူဖြစ်နော်မေးခွန်းများကိုမေးတဲ့သူအဖြစ် crop question များကိုမေးတဲ့သူဖြစ်ပေါင်းမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဟာလာကျွန်တော်ခနိုင်ပါโอเคပါကျွန်တော်ကတရုတ်ဆောင်ကင်းကြီးပါခင်ဗျာကျွန်တော်သိဆိုပါဗျာโอเคပါကဲတို့ညောထူးကြားကြားွက်လေးနဲ့ဆိုတော့နော်ကဲကျွန်တော်ထိုးရအောင်မဟုတ်လေကြားွက်လေးထိုးရအောင်မဲ့ဘောကောင်းတယ်နော်ဒီနေ့စီစဉ်မှာကျွန်တော်တို့ရှုံမယ်ရှင်းမယ်ကြောင်းရှင်းမယ်ဆိုတဲ့စီစဉ်ကတော့အားလုံးလည်းသိပြီပါပြီ။ရင်းနဲ့လည်းရောက်နေပါပြီနော်။ဟုတ်ပါတယ်။အဲ့တော့ဒီစီစဉ်လေးနဲ့ပြည်သက်တွေနဲ့လည်းအများကြီးထိတွေ့နေရဆိုတော့ကျွန်တော်တို့စီစဉ်ကိုအားပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။တင်ပါတယ်ဟုတ်ပါတယ်။ပါဝင်ပြီးတော့ကျွန်တော်တို့နဲ့ရှုပ်ကြရှင်းကြကြောင်းရှင်းပေးခဲ့ကြတဲ့လူပညာရှင်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ဒီနေ့တို့နဲ့ရှုံမယ်ရှင်းမယ်ကြောင်းရှင်းမယ်ဆိုတဲ့စီစဉ်မှာပါမဲ့အနုပညာရှင်ဘယ်သူလဲသိလား။သိတာရော။တားလိုက်မယ်။ပမ်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 အေးခင်လိုက်နူရလပတ်ခင်လိုက်ဟေးခင်လိုက်စက်တလပတ်ခင်လိုက်ခင်လိုက်အဲ့ဒီချင်းကငါနာမည်မဟုတ်ဘူးလေအဲ့ဒီချင်းထဲမှာပါတဲ့ပိုင်ရှင်ကဒီတချင်းနဲ့တနိုင်ငံလုံးကိုတိမ့်တိမ့်တောင်လုတ်ခိုင်သွားတဲ့အနုပညာရှင်ကရောက်နေပြီဟုတ်မှာပမ်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 ဟေးဟေးပမ်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 မတန်းမှာချစ်စရာကောင်းတယ်ညနာချိုလေးနဲ့ကြောညာလေးအများကြီးကိုပြုတ်ဆောင်ပြီးတော့ကြောညာပိန်မဘွယ်ခိုင်ခဲ့တယ်ညမလေးထည့်မှုပါငါလေးမဆုံးလာကြပြီဟုတ်တယ်လောရရဟုတ်တယ်ဟုတ်ပြီအရင်ကရုပ်ရှင်ကားတွေအများကြီးပြခဲ့ရမှုတယ်နော်ငါလေးနဲ့လည်းအပြင်မှာလည်းလူမောင်နှမတွေချစ်ချစ်ခင်နဲ့ပျော်ရွှင်နေစားကြတော့ကြယူနော်ရိုင်မင်းမှာလည်းပျော်ရွှင်ခဲ့ကြမှုတယ်ခုပြန်ပြီးတော့ရမ်းဝင်တာဟုတ်တယ်မာလေးလည်းမှာတော်နေပါရဲ့မာလေးပြောဆိုတိကျပြင်ဆင်ထားစကားဆက်မလေးအကိုလှလာရင်မှားတာဗောမတန်းလာပါရဲ့ကိုအမတန်းကိုမတန်းကိုမှာလှပါရဲ့ကိုသိနိုင်ရဲ့ဟုတ်ပါပြီထက်တဲ့မဟုတ်ဘူးဆိုတော့ကျွန်တော်မြန်မာပြည်လုံးမှာရောပြီးတော့နိုင်ငံမှာရောက်ရှိနေတဲ့ပြည်သက်တွေမြန်မာပြည်သက်တွေရောအကုန်လုံးအသေးဆွဲဟုတ်တယ်ဘုန်းနေစရာမလိုတော့ဒါပေမဲ့တခုလေးထက်တဲ့မဟုတ်ဘူးဆိုတာကရုပ်ရှင်လောကမှာသူပြောင်းလဲခဲ့တဲ့နာမည်ပေါ့နော်ဟုတ်တယ်ရှင်းမှာတော့မှုံရွှေကြီးဆိုတဲ့နာမည်လေးနဲ့နော်စတင်ပြီးတော့အနုပညာလောကတော့ဝင်လာတယ်လို့ပြောရင်ဟုတ်လားညီမဦးရှင်ညီမဦးရှာမဟုတ်ပါပြီအဲ့မုံရွှေဆိုတဲ့နာမည်လေးတကယ်ပြောရင်မြန်မာစာချစ်စရာကောင်းတာပဲနော်ဒါပေမဲ့ချို့တွေကနာမည်ပြောင်းလိုက်တဲ့အခါမှာအောင်ရင်သွားတဲ့သူတွေရှိတယ်လို့ချို့တွေကနာမည်ပြောင်းလိုက်တဲ့အချိန်မှာအဲ့နာမည်နဲ့မအောင်ရင်တဲ့သူတွေလည်းရှိတယ်အဲ့ဒါမုံရွှေဆိုတဲ့နာမည်လည်းအဲ့ချိန်ကအခိုင်အမာတော့ရနေပြီနော်အဲ့ဒါကိုတတိရှိနဲ့ထက်ထက်ဖို့လို့ပြောင်းလဲလိုက်တယ်ဟုတ်နော်မုံရွှေဆိုတဲ့နာမည်ကကျမ်းမာရေးကိုညံလို့ဆိုပြီးတော့သူစနေသမီးကိုကြာတာလေးနာမည်ပေးထားတော့လေအဲ့တော့ဘေးကင်းကင်းရအောင်ဟုတ်နာမည်ပေးမှလို့ကျမ်းမာရေးထိခိုက်တယ်ဆိုတော့ပြောင်းတယ်ထက်ထက်ဖို့လို့ပြောင်းလိုက်တဲ့ခါကျတော့ဟာတကယ်ဟိုနော်ဟိုလေးထပ်ပြီးတော့ပို့ပြီးတော့အောင်လို့နော်အဲ့နာမည်လေးကလည်းထက်မူနော်နာမည်ကအဲ့တော့ဘုရားမင်းကြီးတွေကလေဟိုနာမည်သိရှိပြီးတာသိမရှိဘူးနော်အဲ့တော့နာမည်ရှင်ဆိုတယ်မမှတ်မိဘူးလို့နာမည်ရှင်လုံးနဲ့ပြောကြဒါနဲ့တက်ကြောဒီနာမည်နဲ့အောင်မြင်တယ်အဲ့နာမည်ကောင်းလေးကိုဘယ်ဆရာပေးခဲ့တာဘယ်သူကပေးခဲ့တာဒါရိုက်တာဦးစိုးမိုးကပေးခဲ့တာဟုတ်တယ်ဒါရိုက်တာဦးစိုးမိုးဟုတ်ကဲ့ဟုတ်ပါပြီအဲ့နာမည်လေးကိုပေးပြီးတဲ့အချိန်မှာအဲ့နာမည်နဲ့ပထမဆုံးစရိုက်ဖြစ်တဲ့ရုပ်ရှင်တို့မျိုးဗီဒီယိုပါဟိုကလေဒါရိုက်တာဦးစိုးမိုးရှိကိုမင်းသမီးလှုပ်ချင်တယ်ဆိုရင်သတင်းစာထဲမှာကြော်ညာသိလို့သွားပြီးတော့ရှောက်တာလေရှောက်တော့ဒီတင်နန်းသူတင်နန်းသားအကုန်လုံးကိုသူကြည့်ပြီးတော့မှပေါ့နော်အကုန်လုံးကိုစမ်းသပ်တယ်အကုန်လုံးကို item တွေစမ်းတယ်တင်ပေးတယ်အကုန်လုံးလေ့လာခိုင်းတယ်ပေါ့အဲ့မှာအားလုံးဒီ2ယောက်3ယောက်ရွေးလိုက်တဲ့အခါမှာကိုယ်ဖြစ်နိုင်တယ်သူရိုက်မဲ့ဇက်ကားဟိုစိုးသူနဲ့ဆိုမြတ်သူသာဇက်ကားထဲမှာသူတကယ်လူဆိုရင်ရုပ်ရှင်ဇက်ကားကြီးထဲမှာရိုက်လို့အဆင်ပြေမဲ့နေရာလေးဖြစ်နေတဲ့အတွက်ကဲအဲ့ဒါဆိုရင်
လိုလဲနာမည်အားဆိုတော့ဒီလိုထက်ထက်မို့လို့ပြောင်းလိုက်ရင်ကောင်းမယ်ဆိုသူကတေချာလေးရွေးပေးလိုက်တာအဲ့နာမည်လေးအဆုံးကတဲ့ဘဝအစမှာကျေးဇူးရှင်တယောက်ဖြစ်ခဲ့တယ်ပေါ့ဆရာရင်းပေါ့နော်အဲ့တော့ဒီဆရာပေးခဲ့တဲ့နာမည်လေးအခုချိန်ထိနော်နည်းနည်းလောကမှာထက်ထက်မိုးရဲ့လို့ရက်တည်နိုင်တဲ့အတွက်ဆရာကိုကျေးဇူးတင်စကားလေးပြောပြပါအောင်တဲ့ဟုတ်ဆရာဟုတ်ကဲ့ဒီနေ့ကနေဆရာအမြဲတမ်းသတိရပြီးတော့မှစုတောင်းမြတ်တာပို့တာပါတယ်ဆရာကလည်းကြောပါတယ်လို့ကျေးဇူးလည်းအများကြီးတင်ပါတယ်လို့ကြော်ညာတစ်ခေတ်မှာဟုတ်ထက်ထက်မူမကြော်ညာရင်အဲ့ကုန်ပစ္စည်းကမအောင်မြင်တယ်လို့ဖြစ်ခဲ့ဟုတ်တယ်ဒါမှလည်းရှိမှမပြောရမှာဟုတ်တယ်တကယ်လည်းဖြစ်ခဲ့ပြီးတော့အဲ့ကြော်ညာဘီယမဘွဲကိုရဖို့အတွက်ကြော်ညာလေးအများကြီးပဲဟိုဦးလိုင်းလို့တော့မှအဲ့ကြော်ညာလေးကိုပြန်နောက်ပြီးတော့ဟိုရိုက်ထားသေးတယ်ဟာလာတူလေးမှာဟိုပလွေလေးနဲ့လေဟိုဒီတော့ကြော်ညာဟုတ်တယ်ချစ်တယ်ဟုတ်ချစ်တယ်ရောနောက်ပြီးတော့ကိုကျော်ထုကိုရောင်းနေရိုက်ထားတာရှိဘူးလေအဲ့ဒီကြော်ညာလေးကလည်းအရန်ပေါက်တာနော်အဲ့တော့ကျွန်တော်ရဲ့အောင်မြင်ဆုံးကြော်ညာလေးမှာပါတဲ့တခုပေါ့နော်အဲ့ဒါလေးအစအဆုံးလားဒါမှမဟုတ်လို့ရှိရင်ဘယ်နှခုမြောက်မှာအောင်မြင်တဲ့ကြော်ညာပထမဦးဆုံးကဟိုးရင်တော့လေမင်းသမီးမဖြစ်ခင်တော့ကဟို Playboy makeup ကြော်ညာရိုက်ခိုးတယ်အဲ့ဒီ makeup ကြော်ညာလေးကတော့ရိုက်ပြီးတော့မှတိတ်မလွင့်ဖြစ်တာပေါ့နော်သူတို့လည်းရေရှည်အဲ့လုပ်ငန်းမလုပ်ဖြစ်တော့အထက်မှာဒါပေမဲ့လူတော့တော်တော်တိသွားအဲ့ဒါပြီးတော့မှခိုင်မာလာနင်းစီကြော်ညာဟုတ်ဒါဦးမြင့်စိုးရိုက်တာလေဟုတ်ဦးမြင့်စိုးရိုက်တာအဲ့ဒါလည်းရွှေပြည်နာကပဲထုတ်တာလေမဟုတ်ရှိသူ့အောင်ကြော်ညာတော့တကယ်တော့အများကြီးရိုက်ခဲ့တာဆိုတော့မမီရတယ်ရှိမှမမီရတယ်ဟုတ်တယ်ထောင်နဲ့ချီရှိတယ်ကြော်ညာဟိုထောင်နဲ့ဘေးမှာဖြစ်သွားဝေါနေ့တိုင်းလေဟိုကလေစကားတကားကိုဟိုရက်20ရိုက်ရမယ်ဆိုရက်20လုံးအကြော်ညာကြီးပဲအပြည့်အလုံးမျိုးရိုက်ခဲ့ကြော်ညာကိုတောက်လျှောက်ဒီနေ့တိုင်းရိုက်ပြည့်နေရိုက်ရတယ်တို့ကြော်ညာတွေအများကြီးတဲ့မှာလေဟိုဟာတဲ့နဲ့ဟိုနှံ့တွေကိုမော့စီကိုမိုးတွေဦးချစ်စီယာရိုက်တယ်လေဦးဆန်းအောင်ရိုက်တာလေပိုးကောင်အားလုံးစားရဲပိုးကောင်ဒီစိတ်အားလုံးရှော့အဲ့တော့လည်းဆိုလည်းရမ်းစစ်တယ်မှာပိုးအားလုံးရှော့အဲ့တော့ရိုက်တော့လေမမိလားမသိဘူးရမ်းကြီးကအဲ့တော့ကလေထက်ကလေသူများအောင်ဆိုဟိုရိုက်ကွင်းမှာဆိုရင်လည်းမုံဘိုးတွေဝင်နေကြမုံဘိုးတွေဝင်နေကြဆိုအဲ့ဟာမေမျိုးလမ်းဘေးလေးမှာရိုက်တာလေအဲ့အခင်းတွေထဲမှာရိုက်တော့လာကြည့်တဲ့လူတွေအဲ့နာမှာရှိရမလားရှိတော့ခါတက်ကတယောက်ကို9000စီဝေတာတော့အဲ့တော့ဟုတ်တယ်ကြားပဲ9000စီဝေတာဆက်ဖွဲ့တွေရောအကုန်လုံးပေါ့အကုန်လုံးကိုပြီးတော့မယ်ဆိုတော့ဝေတော့ခါတအဲ့နာမှာအဘတယောက်ကလည်းရှိအဲ့အဘကလည်းယူတာဟိုမှာလည်းတွေ့လာတယ်ဆိုတော့ဟဲ့အဘဘာဖြစ်လို့ဆိုခေါင်းပေါင်းထားကိုင်းရတယ်လည်းစားထားပူပူလေးပစိုးလေးရတယ်တူတူလေးဝက်အဘဘာဖြစ်လို့လဲဟိုမှာကြည့်ရတယ်ဆိုလိုက်ကြည့်လိုက်တော့ပေါ့အဲ့တော့ဟိုမှာဆိုဟိုယာကင်းနဲ့မြင်ရပြီးတော့ခါတတစ်ထက်တိုက်အိမ်အပြန်စားပဲအချင်းကဖွေးမြပဲအိမ်ကဟိုမှာလည်းအဲ့တိုက်ကြီးတွေ့လာတယ်ကိုယ့်ရဲ့စိတ်ထဲမှာတော့ငငယ်တော့ငါတို့စတယ်လို့ပဲပေါ့ဟိုတိုက်ကြီးရဲ့ဘေးကလေသိရမလားအဲ့အိမ်ကငါ့အိမ်ပဲဆိုအဲ့လိုစတော့မယ်လို့ထင်တယ်ဟုတ်ကဲ့ဘာလို့ဘာဖြစ်လို့လဲလို့ပြောအဲ့ယာကင်းရဲ့ဘေးကလည်းတိုက်တွေ့လာတွေ့ရပါတော့အေးအဲ့အဘအိမ်ပဲရောက်နေလာလေအောင်နဲ့ဆိုတော့ဒီတော့ဝင်ဒီငါတော့အဲ့လိုအဘကတော့လို့တမန်လို့ဟိုသူများတွေကိုပေးရင်လည်းလို့အဘကိုလည်းလူလိုက်တာနော်လို့ကတော့အေးတဲ့ဒါပေမဲ့အဘပြန်မပေးဘူးနော်တဲ့တာလူစမ်းအောင်ရိုက်တာလေဟုတ်တယ်စမ်းအောင်ရိုက်တာနော်အဲ့တော့ရုပ်ရှင်ဇာတ်ကားကြီးလည်းအများကြီးအောင်မြင်လို့ကြော်ညာလည်းအများကြီးအောင်မြင်ခဲ့တယ်ကိုတင်တော့လေချက်လက်မူကြော်ညာမှာအောင်မြင်ခြင်းအကြောင်းအရာသူ့ရဲ့ချစ်စရာကောင်းတဲ့အမူအရာကြောင့်လည်းပါတယ်လို့ပြင်ဆင်မှုအားကြောင့်လည်းပါလိမ့်မယ်လို့ထင်တယ်ဟုတ်လို့ကြော်ညာဆိုသူကရိုက်တယ်ကြော်ညာဝစားလေးနဲ့ရိုက်လိုက်ကြတာပေါ့ဟိုခိတ်ကပေါ့နော်ဒီဘက်ကလို့မဟုတ်လေအဲ့တော့ခဏကကြတော့မှဆိုတော့ဗလာကီဆိုလည်းဗလာကီရဲ့အင်ကြီးအခွက်ကလေးနဲ့အဲ့တော့ကြော်ညာနဲ့ fashion နဲ့သွားပြီးတော့တဟဇာတာဖြစ်နေတာမျိုးအဲ့တော့ကလည်း TV တွေကပေါ်ကားစားဆိုတော့လေဟိုကိုကလည်းဆန်းဆန်းလေးလောက်ကြကြတယ်ပေါ့နော်တစ်ခုနဲ့တစ်ခုလည်းဟိုရိုက်တာများလာဆိုထက်လာပြီးလူတွေလည်းညီးငွေသွားမှာဆိုလို့ဒါချော်ပြေးရေးသဘောအနေနဲ့ပေါ့နော်ဒါတစ်ခုနဲ့တစ်ခုမတူအောင်လို့ director နဲ့လည်းတိုင်ပင်ကိုကြိုက်တာလည်းလုပ်ပေါ့အဆင်ပြေအောင်လို့ဟို TV ကအဲ့တိုင်းမှမရှိဘူးဟုတ်တယ်ကြော်ညာကြီးမဲ့အချိန်သွားဆောင်လာဟုတ်တယ်နော်ဆိုတော့ရင်တော့ကြော်ညာပါလို့ရှိရင်ကြော်ညာပါတော့ဒါကြီးသိနေတာနောက်ပိုင်းကျကြော်ညာတစ်ခေတ်ဖြစ်လာတယ်ကြော်ညာကိုစောင့်ကြည့်ရတဲ့ခေတ်ဖြစ်လာဟုတ်တယ်ဟုတ်ကဲ့နိုင်ကိုသားကြီးနဲ့လည်းသိကိုတွဲညီတယ်နော်အဲ့ဒါမှမှတ်မိတာလေးတစ်ခုပေါ့နော်မှတ်မိတာလေးကတော့အများကြီးပါဒါနဲ့ပို့ပြီးတော့သတိရပါပေါ့နော်ဘာလို့ပြစ်သွားတယ်ကြော်ညာလေးချစ်ချိုလေးဆက်ပါမယ်အဲ့တော့လေဘုံပုံစံလေးကတမျိုးလေးဘူးလိုလေးဟုတ်တယ်တိုးတိုးလေးလေအားတိုးလေးဝီဘူးလေးဟုတ်ပါပြီအဲ့ကြော်ညာလေးအမှတ်တရအနေနဲ့ပြန်ကြည့်အောင်ကောင်းတော့ပဲဟုတ်သတိရပါအဲ့ဒါ
ကပ်မလို့ဖြစ်တယ်မတဲ့ကိုအရန်ချစ်ပြီးလေးစားတယ်ကူကမတဲ့ရိုက်ကလေးများကြော်ညာကြီးအများကြီးကြည့်ပြီဟုတ်ကဲ့ဒါပေမဲ့အဲ့ကြော်ညာကြီးအကုန်လုံးမှာမတဲ့အိုက်တင်မထက်ဟုတ်ဒီမှာလည်းအဲ့လိုမျိုးဖြစ်သွားတာမျိုးအဲ့လိုကြော်ညာတစ်ခုမှာမထက်ကလူတွေစိတ်ထဲမှာကြံခဲ့မဲ့အမှုရာတစ်ခုအများနဲ့ဘယ်လိုလုပ်ဖြစ်သွားတာလဲဘယ်လိုမျိုးအဲ့တော့ကလည်းဒီလိုပဲစဉ်းစားတာပေါ့နော်ခုနကတော့ပြောတော့ကိုကအများကြီးကိုတယောက်ထဲရိုက်တယ်ဆိုအားလုံးညီးငွေသွားမှာဆိုလို့ပေါ့နော်ကိုလည်းကိုဘာသာကိုတစ်ခါလေကျရင်ရိုက်နေရင်လည်းတော့မှဟိုအင်းကြီးအယောင်ထပ်တာတို့အင်းကြီးပုံစံထပ်မှာတို့ item တွေထပ်မှာလို့ဆိုဒါပေမဲ့ပစ္စည်းအမျိုးမျိုးကလည်းမတူတော့ကြတော့ကိုလောက်ပြရမဲ့ item ပုံစံကလည်းမတူတချင်းတွေကလည်းမတူဘူးပေါ့နော်အဲ့ဒါခါကျတော့ဒီလိုပဲရိုက်ရင်လည်းဒါကိုဖျားမှလည်းစုတောင်းတယ်ပေါ့နော်အလုပ်လုပ်တဲ့အခါမှာအားလုံးအဆင်ပြေပါစေဆိုပြီးတော့မှလို့ပဲဟုတ်အဲ့တော့အချိန်မှတော့ဒါပါမပြောဖျားတရားလည်းမပြီးတဲ့ဂုဏ်ကျေးဇူးကြောင့်လည်းဟုတ်တယ်မှဆိုလင်းတစ်ခုရသွားဆိုဟုတ်တယ်ပေါ့အဲ့ဒီဆိုဟုတ်တယ်အဆင်ပြေသွားတာဟုတ်တယ်အဆင်ပြေသွားတာဟုတ်ဟုတ်ကဲ့ကျွန်းရတော်များပဲဟိုပါဆိုရှင်လေနော်ဗာလေ beauty ကောင်းလျှော်ရေးတာချင်းနဲ့ကြော်ညာလေးကြည့်ရလို့ပျော်ပြီးကြည့်လို့နဲ့ပြောတော့စတာလေဟုတ်တယ်နော်ကိုသားကြီးကဝင်ပြီးတော့တက်ပြောမှလေးကိုဝင်ပြောသွားတဲ့ဥစားလေးအဲ့လိုဆိုချစ်ကြအောင်ကိုသားကြီးနဲ့လေရုပ်ရှင်တွေရောဗီဒီယိုတွေရောလည်းအများကြီးရိုက်ခဲ့ပူမှာပဲဟုတ်တယ်အဲ့တော့အခုတဲ့ရဲ့မတန်ချစ်ရတဲ့အကူလိုဟုတ်တယ်မဲ့နော်ကိုရဲ့လူညာမောင်မလို့နောက်ကိုသားကြီးဦးကျော်ပေါ့ဟုတ်ဒါတဲ့ဟိုဦးကျော်ဆိုလို့ရှိရင်စီနီယာကြီးဆိုတဲ့ခါကျတော့တဲ့ဆရာထဲမှာပါကောင်းပါနေဟုတ်တယ်ပါတာပေါ့ဆရာမြင်ဆရာဟုတ်ဘဝကိုကြောင်းရှိသွားကြပြီအဲ့တော့သူတို့ပုံမှာအကြောင်းတရားတွေတိုက်ဆိုင်လာတဲ့ခါကျရင်အခုပုံမှာဘယ်လောက်ထိတတိယမိလဲပေါ့နော်တတိယပါတယ်အလုတ်ကအမြဲတမ်းအရင်တော့အတူတူလောက်ခဲ့ရတာမိုးလင်းလာနဲ့ဟိုကိုကတခြားလူနဲ့မတွေ့ရဘူးဒီကိုလူမျိုးတို့ကိုသားကြီးတို့နဲ့ပဲဒီဒါရိုက်တာတွေနဲ့ပဲများသောဖြင့်ရိုက်တာလည်းအဲ့တော့မင်းသားဆိုကိုလွန်မိုးနဲ့ကိုသားကြီးတဲ့တော့တလောက်ပဲရှိရတိတ်မရှိဘူးဆိုအဲ့ခက်တော့ကတော့ဆိုအမြဲတမ်းမိုးလင်းတာနဲ့တွေ့ရဆိုသတိရတာပေါ့နော်သုံးတော့ဆိုလည်းမယုံကိုညုံမင်းလွင်နဲ့ဒီနေ့ရိုက်နေရဒီနေ့နောက်ဆုံးနေ့ရိုက်ပြီးတော့မှနောက်တကားဦးညီထွန်းလွင်နဲ့ကားကိုတညင်ကိုတက်ကမနှက်ပြန်လို့သွားရိုက်တယ်မနှက်ပြန်လို့နောက်တကားအစ်စ်ဝင်နေပြီးဆိုတော့ဝင်နေတော့မှပဲဖုန်းလာကိုသားကြီးဆုံးမယ်ဆိုမယုံအဲ့ရှူတယ်မှာအကြာကြီးပဲကိုစဉ်းစားမဖြစ်နိုင်ပါဘူးမနေ့ကပဲအကောင်းကြီးပဲရှိသေးတယ်ရိုက်နေရပါဘူးဒီတရက်နှစ်ရက်မတွေ့ရနဲ့ပဲဒီလိုဖြစ်သွားပြီလားဆိုတကယ်ကိုမယုံနိုင်ဘူးဟုတ်ဒီကားလေးကိုကြည့်ပါဦးခဲ့ဟိုမှာလေ projector မှာပြထားတဲ့ဟုတ်အဲ့မှာအဲ့ဒါဘာကားလေးတွေထည့်မှတ်မိလားဟုတ်အဲ့ကားလေးကလားအဲ့ဒါကစကားရလည်းများတော့ခါကျရင်ပုံနဲ့ပဲဟုတ်မိနိုင်ဟုတ်တယ်နော်ဟုတ်ခုနကတော့လည်းပုံလေးတစ်ခုတက်လာတွေ့တယ်ကိုလွင်မိုးနဲ့ဟုတ်ကားလေးပေါ့နော်ဟုတ်ပန်းသက်ခင်ပန်းသက်ခင်ဇက်ကားထဲမှာပန်းရောင်းတာဆိုတော့လေအဲ့ပန်းချက်နေတဲ့မှာပဲရိုက်တာများတယ်ဟုတ်အဲ့တော့မမီနေဟုတ်အဲ့ဒါဆက်နှစ်ခုခွဲလားမသိဟုတ်တယ်နှစ်ခုခွဲဟုတ်အကယ်ဒမီရတာလေဟုတ်အကယ်ဒမီရပါဒါလေးကအမတ်တရကားလေးဟုတ်အဲ့တော့ရိုက်ပွဲမှာလွဲခဲ့တဲ့လွဲချိုလေးပျော်စရာကောင်းတဲ့အားလေးတွေအမတ်တရလေးရှိတယ်ပြန်မျှဝေပါအောင်တဲ့ဒီစီစဉ်ကို L'Oreal Paris မှာ beauty partner ဖြစ်ကူညီပံ့ပိုးပေးထားပါသည်ဟာမိုင်းတော့မိုင်းကာဝတ်ဘူးရဲ့လက်ကြီးကောင်းတဲ့ဈေးကွက်လေးနဲ့ Honda Grand Item 10 စီး Honda Scoopy အစီး20 E-money နဲ့အခြားစုကြီးများရှာယူလိုက်ပါမင်းမဖုန်းဆက်လို့လေလား My dad, why not, say I know we trade a lie. Come on, phone set chimney lah. My dad, why not, say I know we trade a lie. Tapi aku phone set peduli lah. My dad, why not, say I know we trade a lie. Aku phone set peduli lah. My dad, why not, say I know we trade a lie. View size on operator မိုက်တယ်ရဲ့တစ်စက္ကန့်ချင်းဝင်ကောက်ခံတဲ့စနစ်နဲ့ဘယ်လိုင်းကိုပဲဆက်ဆက်20ရာခိုင်နှုန်းအထိဝင်ကြွေးတာနိုင်မှာနော် Mytel Empower
လက်ကြီးကောင်းတဲ့ဈေးကွက်တွေနဲ့ Honda Grand Item 10 စီး Honda Scoopy C20 E-man နဲ့အခြားစုကြီးများရှိုင်းလိုက်ပါဒေတာတန်ကစ်အထိရယူပါဒီအစီအစဉ်ကို L'Oreal Paris မှာ beauty partner အဖြစ်ကူညီပံ့ပိုးပေးထားပါသည်အမတရားတွေကတော့လေအများကြီးပဲဒါပေမဲ့အဲ့တည်းရီရတကူကတော့ဗာလဲဆိုဟိုဇက်ကားရိုက်တာအဲ့တုန်းကလူစုံတယ်သိလားဟိုကိုမောင်ကိုကျော်သူတို့ရောမမိုးတို့ရောစင်မာဦးတို့ရောကိုရဲအောင်ရောလွင်မိုးတက်တော့အများကြီးရိုက်တာအဲ့တုန်းကကိုရဲအောင်နဲ့စင်မာဦးကထက်ရအဖေနဲ့အမေလောက်တာပေါ့နော်မမိုးကကြတော့လွင်မိုးရဲ့အဖွာလောက်တာပေါ့နော်အဲ့ဇက်ကမဟိုးတောင်ပေါ်မှာတက်ရကိုရန်လေးကကြတော့လေဟိုလွင်မိုးရဲ့အဖေလားမသိလောက်ရတာပေါ့အဲ့တော့လွင်မိုးနဲ့ထက်ကတော့အဲ့ကားဓမ္မငယ်သေးတာအဲ့တော့အဲ့တောင်ပေါ်ကြီးမှလေတလားတောင်ပေါ်ကြီးကလည်းအရန်မြင့်တဲ့ဂုံးဘူးပေါ့ဗျအောက်ကိုကြည့်လိုက်ရင်တော့မှလွင်မိုးနဲ့မမိုးကလွင်မိုးကအောက်ကနေပြီးတော့မှသူကကိုကခုံချမယ်ဆိုတော့အကုန်လုံးကလိုက်ပြီးတော့မှတားတာပေါ့အဲ့အနောက်ကနေမမိုးတို့ဟိုကိုရဲအောင်တို့ကပြေးတက်ပြီးလိုက်လာကြလွင်မိုးကအောက်ကနေပေါ့နော်အဲ့နဲ့လိုင်းတင်ချိန်အောင်စောင့်ရတာကိုအဲ့လုံးကဆိုလို့ရှိရင်ရုပ်ရှင်ကားကြီးဆိုအခုခေတ်လိုမျိုးမဟုတ်ဘူးဟိုလိုင်းတင်တွေအကုန်လုံးနေထွက်မှရိုက်ရမယ်ဆိုတော့အဲ့နေထွက်တာကိုစောင့်လိုက်တင်မရသေးဆိုစောင့်နေရင်လည်းမဟုတ်လေအကောင်ကြီးပဲသိလားတီကောင်လိုမျိုးလေအစိမ်းအောင်ကြီးဒါတော့အတောင့်လိုက်ပြီသိလားအဲ့နဲ့လာလဲဟာအကောင်ကြောက်တယ်ဆိုအဲ့လိုမျိုးဖြစ်တော့ခါကြအဲ့ဒါလည်းကြောက်တော့ဟိုမမိုးကနေပြီးကိုရန်လေးကလည်းစတာပေါ့ဒုံနဲ့ကလော်ပြီးတော့မှအဲ့အနာလာတော့အငယ်ဆုံးဆိုတော့စကြတာဟောကြောက်တယ်ဆိုအဲ့ကြောက်လို့ဆိုပြီးတုံပြီးတော့မှအဲ့ဒါလည်းငိုတော့မျက်ရည်ရောပေါ့မျက်နှာနဲ့ချီးတွေလည်းထွက်လာရောပြဲနဲ့အော်ဟိုအဲ့ဒါလည်းကိုရန်လေးကလည်းချုပ်ပြီးတော့တော့ပို့စတာပေါ့ကလေးရစတာအစတယ်တော့အဲ့နဲ့မျက်ကိုချုပ်တာအမမိုးကအဲ့အကောင်မျိုးဒုံနဲ့ယူပြီးဒီမှာတွေ့လာတယ်ငါတော့စားပြမလို့ဆိုအကောင်ကြီးကနေဒီလိုသူပစနာကိုတိတ်တာတာငိုကအော်ငိုပြီးတော့အဲ့နဲ့ဟိုကိုရလေးကသူ့မှန်တယ်ဒီမှာကြည့်နင်းမျက်နှာဘလို့ငိုနေကြည့်ရောမှန်ကြည့်ပြီးငိုဘလောက်ရုပ်ဆိုနေလဲဆိုနှချီးတွေထွက်ပြီးတော့အဲ့တောင်မှာအရန်ကြောက်တာအမှတ်တရပဲဟုတ်တယ်စားတာကိုညီတော်ကြီးလည်းအဲ့လိုပဲလေဟိုကလည်းဒါတော့မေမျိုးမှာရုပ်ရှင်ကားကြီးမအီတို့နဲ့တိုက်တာဦးချင်းမြင့်ရိုက်တဲ့ဇာတ်ကားကြီးတော့လို့ကားပေါ်မှာကိုယ်အလက်မရောက်သေးဆိုလမ်းမပေါ်မှာရိုက်တဲ့ခါကျတော့ကားပေါ်မှာပဲရှေ့ကမှာပဲဒီလိုပဲထိုင်ပြီးတော့မျက်စိကိုမိတ်ထားပြီးတော့မှသူကတိရက်ကြူယူပြီးတော့မှထက်ပါမောမွေးဆိုအဲ့လိုပြစ်တင်လိုက်တာဆိုရင်တတိမေလို့ဖြစ်သွားတယ်။အမတ်တရားကိုကြီးကျော်ရုပ်အိမ်ပြန်ခိုင်းလိုက်တာမျိုးသွားတော့မလာခဲ့နဲ့ရှင်။ဦးကြီးကျော်ရုပ်တနာပါတယ်အဲ့အမတ်တရားဟုတ်အဲ့ဒီပုံမှာတဲ့ဖြတ်တန်းမှုအားလုံးထဲမှာထက်မိုးဆိုပြီးရှင်းရှင်းတော့အောင်မြင်တဲ့အချိန်ကနေတော့အခုချိန်ထိဟောတဲ့အားရကျဉ်းမှုဘယ်လောက်ရှိတယ်လဲထက်မှုဘဝကိုဘယ်လောက်ထိထူထောင်နိုင်ခဲ့တယ်လို့ကိုယ့်ကိုယုံကြည်မှုရှိတယ်ရှိပါတယ်အဲ့ဒီဇက်ကားရဲ့အပြင်ကိုကကြော်ညာမှာလဲလူသိပြီးတော့ဆိုရုပ်ရှင်ကတော့တိတ်မရိုက်ဖြစ်ဘူးပေါ့နော်အဲ့တုန်းကလည်းဒီကြော်ညာကိုပဲကိုကဝါသနာပါပြီးပျော်မွေ့နေတဲ့အချိန်ပေါ့ဒီကြော်ညာရိုက်တဲ့တုန်းကပဲရုပ်ရှင်ကားကြီးကိုတိတ်မရိုက်ဖြစ်ဘူးရိုက်ဖြစ်တော့လဲအဲ့ဒီကောင်းကင်ဘက်ကပန်းသပွင့်တို့ပြီးတော့အဲ့လိုမျိုးဦးညီအောင်ရိုက်တဲ့တတတာထာဝရတို့နှစ်ယောက်တဲ့အိမ်မက်တို့ဆိုတာတကယ်ဟိုအမတ်တရားပေါ့နော်လူတိုင်းကနှစ်ယောက်တဲ့အိမ်မက်လို့ပြောလိုက်ရင်ချင်းရစားပေါ့လေဦးညီထွန်းလည်းရိုက်တဲ့ဥစ္စာဆိုရိုက်တော့လည်းအရန်ပင်ပန်းခဲ့တယ်အဲ့နှစ်ယောက်တဲ့အိမ်မက်လည်းအဲ့လိုဇလန်းမျိုးလည်းအခုကိုတလောလေးကမေမျိုးမှာကိုစတီးနဲ့ရိုက်ထားတာလေတမနီနင်းစီဆိုတော့ဒီကိုကအမေလောက်တာပေါ့နော်ဟိုအလင်းအောင်ကသားပေါ့အဲ့ဒါလည်းအဲ့လိုပဲနှစ်ယောက်တဲ့အိမ်လက်မက်လို့ပဲအရန်ဟိုကောင်းတယ်စိတ်ဝင်စားလို့ပဲကောင်းတယ်တနာဟုတ်တယ်အရင်ကောင်းတာအိုက်ကားလေးရတယ်ဟုတ်ဒါကထမိန်ဆိုလို့ရှိရင်လည်းအမြဲတမ်းခြေမျက်စိပုံလေးပဲဝတ်တက်တာတန်းလာတယ်နော်အဲ့တော့ဆိုတော့အဲ့လိုကျန်းတန်းလုံးဝမဲ့ character မျိုးဆိုရင်ခြေကတက်ပြီးတော့လုံးလေးလုံးထားလည်းမရှိဘူးဟုတ်အများအားအဲ့လိုမျိုးပဲဟို
ဘာလဲဟိုနုနုညံ့လေးပဲလိုက်တာများတော့နော်အထက်စကားပြောတဲ့တန်လေးကလည်းညံ့ညံ့တယ်သူတို့ရဲ့တန်လေးကတိုင်းနောက်ကျရပြီးတော့ရှိတယ်ဆက်ပြောနေကြစကားတောင်ပြောလို့နော်အဲ့ပေါ်မှာဘလူးမြင်တယ်သူကကိုချစ်လို့စားတာဆိုလေဒါကြောင့်လည်းကိုချစ်လို့စားလို့ထင်လားကိုလိုက်တော့ဝုန်းနေလို့ထင်လားဘလူးလေးမြင်အဲ့ဟောတချို့ကလည်းကိုအတန်လိုမျိုးတကယ်ဖြစ်ချင်လို့ပေါ့နော်တကယ်ဖြစ်ချင်လို့ဒါပေမဲ့ကိုကလည်းဒီအတန်လုံးယူတာမဟုတ်ငွေရမှာဖြစ်နေတယ်တော့အဲ့ဆိုအမ်တန်လည်းပြောတော့ကယ်မီစုလဲသူရရှိခဲ့နော်ကယ်မီတရက်မူဖြစ်လာခဲ့တယ်ပေါ့နော်ကယ်မီရတဲ့အချိန်တော့ထက်တဲ့အဲ့ကယ်မီရတဲ့ပုံမှာထက်ကဘယ်လောက်ထိရင်ကုန်စိတ်လှုပ်ရှားမှုဖြစ်ခဲ့တယ်လဲကယ်မီရပြီးတဲ့အချိန်မှာထက်တဲ့ရကိုနာမည်ကိုကျင်ညာလိုက်တဲ့အချိန်မှာထက်ဖြစ်သွားတဲ့ခံစားချက်ခံစားချက်ဆိုတာတကယ်ကိုဘာနဲ့မှမတူဘာပြောတာနဲ့မှမတူအဲ့အကယ်ဒမီရကဘာဖြစ်ဆိုကိုယ့်ရဲ့ဘဝအကုန်လုံးကိုဒီရဲ့ရုပ်ရှင်ဒီမင်းသမီးလုပ်မယ်ဆိုတော့ရုပ်ရှင်လောကကိုပဲကိုယ့်အသွေးသားကိုယ့်အသက်အကုန်လုံးမြုပ်နှံပြီးတော့တကယ်ကိုအသွေးသားရနေဖြစ်တဲ့အမှုပညာဆိုတော့ကိုကဒီစုကိုရတယ်ဆိုတော့ဘလူပျော်လို့ပျော်မှန်းမသိချိန်ညာလိုက်တဲ့အခါနောက်ထပ်လည်းအဲ့လိုမျိုးတွေပျော်ကြမှာသေးတယ်ထပ်ပြီးမှလည်းကားတွေရိုက်ထားပါတယ်စူးစမ်းထားပါတယ်ဟုတ်ပါပြီအဲ့တော့တဲ့အောင်မြင်မှုတက်တန်းတာရှိလို့ပြောတော်တော်ရှိရလေနှစ်ပေါင်းကြာရွယ်တဲ့မိုးဆိုတာတဲ့မိုးနေရာကိုဝင်လာတဲ့သူမရှိတော့အောင်ပဲတက်တန်းနိုင်ခဲ့တယ်အဲ့တော့ချိန်ကြာရုံနဲ့ဆိုတဲ့နေ့စဉ်နဲ့မျှလဲကြောညာလေးမတူအောင်ဝဲပြချမ်းသာအောင်လည်းပြုဆောင်ရတယ်အဲ့ပုံမှာတဲ့ပင်မန်းလာရရှိတယ်အဲ့ပုံမှာရီးငွေသွားတာရရှိဘူးလားရှိတာပေါ့ဆိုတာလေဒီလိုပေါ့နော်ကိုကဒီလိုမျိုးဒီကနေပြီးတော့အနုပညာလောကမှာကိုကတက်ရောက်ထဲလုပ်နေရတာသူများတွေလိုမျိုးမိသားစုလိုက်ကိုအမေကိုဆောင်ရတာလေသူလိုက်မိန်းမတွေဘေးကနေကိုပြီးပတ်မိုးပေးမဲ့လို့မရှိဘူးပေါ့နော်သူများတွေဆိုအကုန်ရှိတယ်ကွာဒီလောကမှာကြိုက်တဲ့မင်းသမီးကြည့်လိုက်ကိုလိုတယောက်ပဲဘယ်သူမှမရှိဘူးကိုကခရီးထွက်လဲတယောက်ပဲဟိုမိတ်ကသမားနဲ့ကိုနဲ့ဒါပဲဟိုကောင်မလေးတွေလုပ်ပေးရဆိုလဲသူတို့လည်းလူပြောင်းလူလွယ်နဲ့ဆိုအထိုက်လျောက်ပဲမိသားစုမဟုတ်ဘူးလေကိုကပင်နှမ်းလာရင်လည်းတယောက်တည်းဟိုကားဝက်ရှော့သွားတာဆိုကိုကသွားရတယ်ဒီအိမ်မှာတခြားဥစ္စာလည်းအရင်တော့ဆိုဖုံးပေဆောင်ရတယ်ဆက်ရရှိရလေအရင်ကတော့အဲ့ဒါတွေကစကိုပဲဒီသမင်းခင်းချက်လဲကိုပဲဆိုတော့ကိုတယောက်တည်းပဲကိုမှမိသားစုမရှိဘူးညီကိုမောင်နှမတွေကလည်းရှိတော့ရှိရအဝေးကနေမှာဘယ်သူမှလည်းကိုရှိမှအဲ့လိုလာရောမနေပေးမလုပ်ပေးကြဘူးဆိုတော့ခါလေးကျတော့အားလဲငယ်တယ်ဒေါသလည်းထွက်တာပေါ့နော်အမြဲဟိုခါလေးကျကိုပုံမှာအဲ့လိုမျိုးကောင်းတဲ့လူရှိရင်ကောင်းမှာပဲဆိုပြီးတော့မှကိုနဲ့ဒီလိုမျိုးကိုကဒီလိုဟိုအတူတူနေဖို့အတွက်ကိုအဖော်ရှာတော့လေဟိုလမ်းခွဲသွားရတာပဲဘယ်သူမှကိုတော့ဟိုသူတို့ဘဝရုံမြုံနှံပြီးဘယ်သူမှမနေပေးဘူးပေါ့နော်အဲ့အတွက်လည်းတစ်ခါလေးကြာရင်တော့လေဟိုစိတ်ညစ်ရတာပဲပေါ့အဲ့လိုမျိုးစိတ်ညစ်တဲ့အခါမှာကိုယ့်ကိုဘယ်လိုမျိုးစိတ်ရက်ကိုဟိုကြက်ခံအောင်ဟိုတဲ့မှတ်နိုင်ဖို့အတွက်ဘယ်လိုမျိုးဖြတ်တန်းလဲဆိုအရင်တော့မနေတတ်ဘူးပေါ့နော်အခုဟိုအတွေ့အကြုံရလာတဲ့အခါမှာကိုသာလင်အားကိုရမယ်ဘသူ့မှအားကိုလို့မရသိရင်လည်းဘသူမှကိုသိရင်မပြောနဲ့ကိုနာလို့အိတ်ရတယ်လဲရင်တော့ကိုအစာဘသူမှမနာပေးကိုသာလင်ပဲဒီရဲ့ဖျားနာမှုတွေမကျန်းမာမှုတွေယောဂတွေအကုန်လုံးကိုတိုင်ပဲခံစားမှာအဲ့တော့ဝမ်းနေတာရောဝမ်းသာတာရောဘလို့ပဲဖြစ်ဖြစ်ကိုသာလင်ပဲအားကိုရမယ်ဆိုတဲ့ဥစ္စာသိလာတဲ့အတွက်ဘသူမှအားမကိုတော့ရင်ထဲနှလုံးသားထဲမှာလည်းတယောက်မှမရှိတော့အရန်နေတတ်သွားပြီကိုဆိုအဲ့တော့ဘဝပြီးခဲ့တဲ့သင်ခန်းစာပဲနော်လောကဓာတ်ကြီးပေါ့နော်ဒါလည်းကြောင့်ဖြည့်လဲရင်းချက်လာပေါ့ဒါရင်းချက်လာတဲ့အချိန်ပေါ့မရင်းချက်ခင်ထထမှုရမ်းတော့ပြောချင်တာအချစ်ဆိုတာပြောချင်တာမလားဝိုက်ဒါနည်းနည်းတော့ပြန်ချောက်ပါပါလေတော့လည်းချောက်ပါတယ်တော့သိရတယ်ဒါပြောပြတယ်သိလေဟုတ်လားအချစ်ဆိုတာဘယ်တော့မှမရှိဘူးထက်မှာဘာလဲဆိုတော့ငယ်တော့ကမိဘမောင်နှမနဲ့အတူတူမနေဘူးတဲ့သူပြောက်ကကိုဘေးနားမှာဘသူရှိလဲဆိုတော့အဖော်ကောင်းကိုပဲရှာမိတာရှာမိတဲ့အဖော်ကောင်းကလည်းကိုအဖေရင်အမေရင်မောင်နှမအရင်ဆိုတော့မဖြစ်နိုင်ဘူးလေဒဇိန်ပဲဖြစ်လာအဲ့ဒဇိန်ဖြစ်လာတယ်ပေါ့အဲ့ဒဇိန်ကကိုအပေါ်မှာဘလောက်ကောင်းနိုင်မှာလဲ
ဒါလမ်းခွဲသွားတာကိုပဲကြည့်လိုက်တော့ဘလောက်ထိအဆုံးဆိုရင်တီးခံနိုင်ပါလဲဒါလမ်းခွဲသွားတာကိုပဲကြည့်လိုက်ဒါဘသူအဆိုးမှာတက်မပြောဘသူမကောင်းတာမှမပြောကိုပတ်သက်မိတာကိုမကောင်းတာပဲပတ်သက်မိတဲ့လူတိုင်းလေကိုနဲ့တန်းတူဘူးတူပေါင်းပဲရှာပေးနိုင်တယ်လှုပ်ပေးနိုင်တယ်ဟိုအဆိုးကျိုးကိုလည်းခံစားနိုင်လို့ကောင်းတာကိုလည်းခံစားနိုင်ဆိုရင်တော့လက်သွဲညီတော့ကောင်းတာပေါ့နော်လက်သွဲမညီတော့ဘဝကစင့်ကလေးဖြစ်တော့အားလုံးကလူအများမြင်မှာတော့ကိုယ့်ရဲ့အဖြစ်ပဲဖြစ်လာတာပေါ့နော်ဒါပေမဲ့ဒါတွေကလည်းမမြဲပါဘူးသိရမှာပါပဲကိုယ်ဒါလေးအကောင်းဆုံးဆိုတာကိုအေးချမ်းချမ်းနဲ့နေပြီးပြီနော်သိဖို့အတွက်ကိုပဲစဉ်းစားရတော့မှာဟိုဘဝကိုလက်ရှိကြံနေသေးတဲ့အချိန်က10နှစ်ဖြစ်မလား15နှစ်ဖြစ်မလားမပြောနိုင်ဘာလို့လဲဆိုတော့ကိုကအသက်50ရောက်လာ50ရောက်လိုက်တော့60 80ဆိုတော့အင်မတန်ကံကောင်းချမ်းသာပြည့်စုံမှာယောဂကိုပတ်စံနဲ့လိုက်နိုင်နေမှဒါကျမ်းမှာနောက်ထပ်15နှစ်အနည်း20ဆိုတာနေနိုင်မယ်အဲ့တော့ကိုဘလောက်နေရအောင်ပါလဲကြံရှိနေသေးတဲ့အချိန်10နှစ်အတွင်းလေးကိုကောင်းကောင်းမွန်မွန်အေးချမ်းချမ်းလေးနေမယ်ဆိုတော့စိတ်အားလုံးကိုဒုံဒီဖြတ်ပြီးတော့မှအေးချမ်းစွာပဲနေတော့မှာအဲ့လိုပဲဒါဆိုရင်တော့ဟုတ်ဟာထက်ကကျွန်တော်တို့ထက်ကအဲ့လိုနည်းနည်းလေးစိတ်ကြည့်လိုက်ဟုတ်နော်အခုဆိုဒါတော်တော်လေးကိုဟိုတော်လေးခြားခြားနားလေးဖြစ်နေတယ်တဲ့ကိုမြင်ရတဲ့ပုံစံတဲ့ပုံတစ်တယောက်ကိုပြရလို့မျိုးပေါ့နော်တွေ့ရတော့နော်ဒါလည်းကိုယ့်ရဲ့ဘဝရဲ့ဒါတွေ့ကြုံရတဲ့ဒီအတွေ့ကြုံရတဲ့သင်ခန်းစာတွေပဲကိုနေတတ်အောင်လို့သင်သွားပေးတာပေါ့နော်အရင်တော့စိတ်မထားတတ်ဘူးဟိုတယောက်ပြီးတယောက်တွဲခဲ့တယ်ဆိုတာလေအနားမှာအဖော်ရှာမိတာအော်ဒီအဖော်ကကောင်းမလားကိုယ်များဘလောက်ထိဟိုဒါအဖော်လိုက်လုပ်ပေးနိုင်မလဲကိုခီးထွက်ရင်ဘလောက်လိုက်ထွက်နိုင်မလဲကိုအလုံးလုံးရင်ဘလောက်လုပ်ပေးနိုင်မလဲကိုပစ္စည်းဥစ္စာတွေဘလောက်ထိမ့်သိမ်းပေးနိုင်မလဲဒီလိုပဲအဖော်ရှာရင်နဲ့ဒီအဖော်တွေနဲ့အစင်မပြေနဲ့ပဲတယောက်တည်းဖြစ်လာရတဲ့အခါမှာရင်ဆိုင်ရတာတွေကအများကြီးကိုမိမမလည်းကိုအကောင်းမပြောလူတွေကလည်းကိုအကောင်းမပြောတော့အကောင်းမမြင်တော့ဘောနော်ကိုဘလောက်ပဲကောင်းဒါပေမဲ့အဲ့ဒါတွေအကုန်လုံးထက်ကြော်လွှားတတ်သွားတာပေါ့နော်စိတ်ထားတတ်သွားတာပေါ့အဲ့ဒီတိုက်ခိုက်ခံရတဲ့လောကဓာတ်မို့ချစ်တဲ့စိတ်တွေဘုံတဲ့စိတ်တွေအကုန်လုံးကိုမြင်တွေ့ရတယ်။ဟုတ်တယ်။ဒါချစ်ကြအောင်ဆောင်ရတဲ့ဟုတ်တယ်ဟုတ်အဲ့ဒါတွေအကုန်လုံးကိုကျန်းခံနိုင်ဖို့ဆိုလို့ရှိရင်စိတ်ကဘယ်လိုငွေးမိမှရနိုင်မှာလဲ။ဘယ်လိုငွေးမိမှရနိုင်လဲဆိုခုနကပြောသလိုပဲနော်ခဏလေးပါပဲအားလုံးကတိုက်ခိုက်တယ်ဆိုတာလည်းခဏလေးအောင်မြင်တယ်ဆိုတာလည်းခဏလေးပဲအရာရာအကုန်လုံးအခုကြီးသက်ချမ်းသာနေပြီးတော့မှသိမ်းမောင်းကိုဟိုရွှေကြီးကွက်ပြီးတော့ပဲနေနိုင်ပဲစေသူလည်းထားခဲ့ရမှာပဲကိုတွေလည်းထားခဲ့ရမှာပဲဘာမှပတ်စံမရှိတဲ့အစင်မပြေတဲ့လူတွေလည်းအားလုံးထားခဲ့ရမှာပဲဒါကြောင့်မလို့ကိုနဲ့ကိုအစင်မပြေတဲ့လူတွေအကုန်လုံးကိုလေကိုကရော့အင်လက်လန်းမိသလားအကုန်လုံးကိုဖြည့်ဆည်းပေးခြင်းနဲ့ဖြည့်ဆည်းပေးခဲ့တယ်ထက်ရှာခဲ့တယ်ပတ်စံနေဆိုအများကြီးပဲဒါပေမဲ့ထက်ကျင်တတ်တယ်ဘာလဲဆိုကျောင်းတွေအများကြီးစောက်ခဲ့ရတယ်ဖျားအမကျောင်းအမရဟန်းအမဖြစ်ခဲ့ရတယ်ဒီရှာတဲ့ပတ်စံတွေနဲ့အစိုးရအထက်တန်းကျောင်းဒီရဲ့ဟိုကော့မိုးမှာလေဖမ်းမနိုင်ရွာမှာလည်းအစိုးရအထက်တန်းကျောင်းစောက်ခဲ့ရတယ်ရှင်ပါတရားဆိုလည်းပြုခဲ့ဘူးတယ်ပြီးတော့အဖွားအတွက်လည်းဖျားတည်ခဲ့ဘူးတယ်ဒီရဲ့ဟိုအလိုတော်ပြည့်ကျောင်းမှာလည်းစွန်းစားဆောင်ဘုံကြီးကျောင်းအကြီးစောက်ခဲ့ရတယ်ဆိုတော့ကိုရှာတဲ့ပတ်စံနဲ့ပြဝလူခဲ့ရဆိုတော့ထက်ကျင့်တတ်တယ်ရန်အမကျောင်းမှာရန်အမဟုတ်တယ်ရန်အမဖြစ်ခဲ့ပြီးဆိုတော့လားဒါဟိုကိုအတွက်နေရာတနေရာတော့ရှိနေပြီဆိုတာသိကြသွားပြီလိမ့်မယ်ကားတော့ပွင့်သွားပြီနော်မင်းတို့ကတော့တဲ့ကားတွေပွင့်နေပြီပြန်ချီရပြန်တူပါမယ်အဲ့လိုမလူနိုင်ပဲလူနိုင်လောက်တူပါမယ်ဟုတ်အဲ့တော့လူအကြောင်းကိုလဲပြီးတော့သီလရှင်ဘဝနဲ့လည်းတော်တော်ကြာလေးဟုတ်တယ်တရားထုတ်ခဲ့သေးတယ်နေခဲ့သေးတယ်အဲ့ကလေးရင်ဟိုတော်တော်နေတတ်သွားတာပေါ့နော်သီလရှင်ဝတ်အစတုန်းကတော့ထက်လေသီလရှင်ဝတ်ဖို့စိတ်ကူးမရှိဘူးဘဝကလေအရန်ကိုကြမ်းတမ်းခက်ခဲတယ်ပေါ့ပြဿနာတစ်ခုတိုင်းကိုဖြစ်လိုက်တိုင်းဟာဘသူအပြစ်လဲကိုအပြစ်ပဲဘာဖြစ်လို့ဆိုဒီပြဿနာတွေဖြစ်လာအောင်ကိုပတ်သက်မိခဲ့ရလေကိုပဲရှောက်ခဲ့မိတာကိုပတ်သက်ခဲ့မိတာဒီပြဿနာတွေအကုန်လုံးကအဲ့တော့ကိုပူလောင်လိုက်တာအရန်ပူလောင်တော့ပဲဟိုကပြောတဲ့စကားလဲပူလောင်ကိုလုံနေတာတွေလဲပူလောင်တကယ်စဉ်းစားကြည့်တော့ကဲငါမသေးခင်မှာသေဝိုင်းရောဘာပါမှာလဲဘာတစ်ခုမှမပါဘူးเนาะအဲ့တော့ခါကျတော့ကဲငါဟိုတီလာရှင်ဝတ်ပြီးတော့မှပဲစဉ်းစားရလေနောက်ဆုံးထွက်သက်ထီတောင်တီလာရှင်ဝတ်နဲ့ပဲငါသေမယ်တီလာရှင်မယ်ဝတ်မယ်ဘာဖြူဖြူစင်စင်မဲငါဘဝပူလောင်ခဲ့တာတွေအကုန်လုံးကိုထားခဲ့လိုက်တော့မယ်ဆိုပြီးတော့အဲ့လိုဝတ်နေတာဝင်နဲ့4 5 6လတဲ့ဟိုစိန်တဲ့ဦးဝင်းကြီးကလာခေါ်တာကိုဝင်းကြီးသာသနာပြည့်တွေ့မယ်ပပ
လာခေါ်တော့ရှယ်ချွေးမှယုံတင်တော့မယ်တဲ့ဆိုပြီးတော့နဲ့လာခေါ်တော့အေးပေါ့စိတ်ကလည်းပြန်လဲလာသာသနာပြက်ကိုအဲ့မှာလေကိုယ့်ရဲ့အပေါင်းအသင်းတွေကလည်းလာတီလာရှင်ကျောင်းမှာလာတွေ့ပေါ့နော်တချို့ကလည်းဟိုမျက်ရည်ကျပေါ့ကိုယ်ဒီလိုပုံစံနဲ့သူတို့မမြင်ချင်ကိုကြောသခင်စာအဲ့ရနဲ့လူကဒီလိုပဲလေဟိုတင်းရင်ဘာပါမှာမို့လို့တော့အေးချမ်းချမ်းလေးတရားအားထုတ်ရရင်ပျော်ပြီးဆိုတဲ့စိတ်ကလေးနဲ့ပဲတီလာရှင်အကြာကြီးဝတ်ခဲ့အရန်လဲအေးချမ်းနဲ့ဘာနဲ့မှမတူဘူးဘာမှမလို့လက်သေးရှည်ထားစရာမလိုသပင်ရှည်ထားစရာမလိုမျက်နှာတစ်ပြီးရပြီတရားအားထုတ်နေရုံပဲအေးချမ်းနဲ့ပဲဘာဝတ်စားမှလည်းမလို့ဘယ်သူ့အကြောင်းမှလည်းတွေးနေစရာမလိုတွေးစရာမလိုတဲ့အပြင်ကိုအလိုလိုခေါင်းနဲ့ဘယ်သူ့အကြောင်းမှရောက်မလာဘူးအရန်ကိုအေးချမ်းတာပထမတစ်လနှစ်လတော့ငိုနေရတော့ငါအကုန်လုံးနဲ့ဝေးခဲ့ရတယ်ဆိုပြီးတော့မှဘာလို့ဟိုနေမှာတောက်ဝတ်တယ်ဆိုတော့ခါကျတော့ဝေးလဲဝေးရဘယ်သူမှလည်းမတွေ့နိုင်တော့ဆိုတော့ကုန်မှာလားပဲဟုတ်တောင်ကြီးမှာတောင်ကြီးနေပြီးတော့တည်တာပဲနော်နည်းလေးပဲအဲ့လိုမျိုးပေါ့နော်ဆက်စကျင်တော့ခံစားရတယ်နှစ်လလောက်ထိအောင်စောင့်တည်ရမရဘူးပေါ့နော်စိတ်ကိုမတည်ငြိမ်သေးဘူးပေါ့နောက်ပိုင်းကျတော့အဲ့လိုခုနကပြောသလိုပဲကိုတင်ဘယ်သူကလိုက်တည်နိုင်မှာမို့လို့လဲအခုကိုကအေဂျင့်နဲ့ဘဝကိုရောက်နေပြီးတော့ဒါကောင်းပါတယ်လေဆိုနေတရားအားထုတ်ရင်အဲ့ဒီဟိုတီလာရှင်တေးသေးလေးနဲ့လေအဲ့မှာလေပျော်နေတာပျော်နေကလေးလေးတွေကလည်းတိတ်ချက်စရာကောင်းတယ်ဗမာလိုတိတ်မသက်ပိုးလိုတို့ရှမ်းလိုတို့အဲ့လိုမျိုးတိုင်းရင်သူလေးတွေဆိုတော့တိုင်းရင်းသားစကားတွေပဲတက်ကြရဆိုတော့ဟိုစိတ်ထဲမှာတအားအေဂျင့်နဲ့အိုင်မနေတာဟုတ်အဲ့တော့ဟိုအခုလိုပြန်ရောက်လာတော့လေတဲ့ဒါဟိုမှာအေဂျင့်ဘဝကို5-6လောက်အေဂျင့်အောင်နေရပြီးလူလောကအကြောင်းတွေတည်တဲ့လောက်တည်ခဲ့ပြီဆိုတော့ထဲဦးပြန်လာတဲ့ပုံစံကထက်တဲ့မဟုတ်ဆိုပေမဲ့နာမည်ကထက်တဲ့မဟုတ်လူကတော့လူအစ်တယောက်နေနဲ့ပြန်ရောက်လာတာပေါ့နော်အဲ့တော့တဲ့ပြန်လာတဲ့အနုပညာလောကကိုပြန်လာတဲ့ခြေလမ်းတွေကိုခြေလမ်းအစမှာတွေကဒုတိယမြောက်ခြေလမ်းပေါ့နော်ဒုတိယမြောက်ခြေလမ်းအစမှာတွေကအခုတို့ကကြိုးစိုးပါတယ်နော်ကိုညီမလေးကိုလည်းတကယ်လည်းချစ်ပါတယ်ဒီတိုင်းမှာကားကောင်းနေတယ်အများကြီးရိုက်နေမှာဆိုတောင်းပါတယ်အခုလောလောဆယ်တော့တက်တဲ့ဘဝအမောလေးတွေကိုပြောပြီးသွားပြီဆိုတော့လောလောဆယ်တက်တဲ့ကိုခဏပျော်သွားအောင်လို့ပျော်သွားအောင်ဒီလေးတစ်ခုရှိတယ်နော်ပျော်လေးလေးရှိတယ်အဲ့ဒါလေးကြည့်လိုက်အောင်နော်ဒီအစီအစဉ်ကိုပြီးပြီးချွေမှ beverage partner အဖြစ်ကူညီပံ့ပိုးပေးပါသည်မိုင်းတော့မိုင်းကာရဝပရိုမိုရဲ့လက်ကြီးကောင်းတဲ့ဈေးကွက်လေးနဲ့တူ Honda Grand i10 10 စီး Honda Scoopy အစီး20 E-money နဲ့အခြားစုကြီးများရယူလိုက်ပါမိမဖုန်းဆက်ဖို့လိုနေလားမိုင်းတဲ့ 1S မစရခိုင်လုံးဒီထွေတလိုက်ကောင်းမောင်ဖုန်းဆက်ချင်ပြီလားမိုင်းတဲ့ 1S မစရခိုင်လုံးဒီထွေတလိုက်တတိယဖုန်းဆက်ဖို့လိုနေလားမိုင်းတဲ့ 1S မစရခိုင်လုံးဒီထွေတလိုက်အချစ်ကိုဖုန်းဆက်ဖို့လိုနေလားMy day, one S, say I know the trade a lie. View size on operator မိုက်တယ်ရဲ့တစ်စက္ကန့်ချင်းငွေကောက်ခံတဲ့စနစ်နဲ့ဘယ်လိုင်းကိုပဲဆက်ဆက်20ရာခိုင်နှုန်းအထိငွေချွေတာနိုင်မှာနော် Mytel Empower Mytel မိုင်ကာရဝပရိုရဲ့လက်ကြီးကောင်းတဲ့ဈေးကွက်လေးနဲ့ Honda Grand i10 10 စီး Honda Scoopy အစီး20 E-money နဲ့အခြားစုကြီးများရယူလိုက်ပါလွှဲလိုက်ထုတ်လိုက်နိုင်ငံအနှံ့ငွေလွှဲလိုက်သုံးလိုက်ပြုံးလိုက်လွယ်လွယ်ကူကူလွှဲလိုက်ပေးလိုက်စိတ်အေးလိုက်လုံလုံချုံချုံလွှဲလိုက်စိတ်ချငွေလွှဲတယ်ပါတီတီမိုင်ချပေးလွှဲမိုင်ချပေးမိုင်ချပေးငွေလွှဲငွေထုတ်တိုင်း data 10 GB အထိရယူပါဒီအစီအစဉ်ကိုပြီးပြီးချွေမှ beverage partner အဖြစ်ကူညီပံ့ပိုးပေးပါသည်
တွေကုန်ဆုံးသွားခဲ့တာသိကြပြီလားဒီအလွန်မီတော့တွေ့အားငါငြိမ်သက်နေရနေဝဲတော့ပြေးသွားခဲ့တဲ့ချိန်တွေတိုင်းမှာငါမယူမိတွေဝိုင်းနေထားခဲ့တဲ့ဒီအတိုင်းငါချမ်းနေခဲ့ပါမယ်ချစ်သူနေပြောရတော့လိုက်ပါချစ်သူငါကိုလက်ပြနှုတ်မဆက်ဖဲထွက်သွားလိုက်ပါတော့ကိုယ်ကြိုင်ကနေသာချမ်းမှာပါချစ်သူနေအစင်ပြေဖို့အတွက်ပါချစ်သူငါအစင်မပြေလေငါအတင်ပြီးတော့ပြုံးထားမယ်ငါမလဲမကြည့်လိုက်ပါနဲ့ညင်ပြောရပါလိုက်တော့ချစ်သူရဲ့ဘူရာယုံလေးနဲ့မြဲရင်များနဲ့ငါမဒီအောင်တဲ့မြင်ပေရမတရားနဲ့တွေနဲ့ဒီရထားတဲ့တော့ငါပြေးပြီးလိုက်လာခြင်းပေးမလဲချစ်လက်မြနေနေရဲ့ချမ်းနဲ့မင်းချမ်းထားတဲ့အလွမ်းနဲ့မျိုးနဲ့ရှောက်ရှားရင်နဲ့ငါမင်းချောင်းတွေ့နေတော့မရိုက်ပစ်ထားတဲ့ပုံတွေတောင်းတဲ့ဒီကတော့မင်းနေတယ်မင်းရဲ့ချစ်သူရှိတဲ့နောက်မှာအစင်ပြေလာတယ်ငါဘလို့ပြေရမလဲဒီလိုပုံစံစင်ပြေပါရဲ့မူသားတော့ငါပြောလိုက်ချင်လေကြရင်ကနေသာချမ်းမှာပါချစ်သူနေအစင်ပြေဖို့အတွက်ပါချစ်သူငါအစင်မပြေလေငါအတင်ပြီးတော့ပြုံးထားမယ်ငါမလဲမကြည့်လိုက်ပါနဲ့ညင်ပြောရပါလိုက်တော့ချစ်သူရဲ့ဘူရာယုံလေးနဲ့မြဲရင်များနဲ့ငါမဒီအောင်တဲ့မြင်ပေရမတရားနဲ့တွေနဲ့ဒီရထားတဲ့တော့ငါပြေးပြီးလိုက်လာခြင်းပေးမလဲချစ်လက်မြနေနေခဲ့ကျေးဇူးတင်ပါတယ် ဒီကောင်းတာကျေးဇူးများတင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူး ဒီနေ့ရန်ကောင်းတယ်ပထမတော့ဆက်လက်ကိုပျော်ရွှင်စေခြင်းလို့ဆိုပြီးတော့အချင်းလေးနဲ့ပြောပြခိုင်းတာတားဆိုတဲ့ချင်းကမျက်ရည်ဆိုတဲ့ခါကျတော့ဘောမမျက်ရည်ကဘူးသီးလုံးလုံးကျတယ်ဆိုတော့မျက်ရည်လာချူသလိုဖြစ်နေတာရဲ့နော်ကောင်းပါချင်းလေးကျေးဇူးများတင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ချင်းလေးတော့ပြောပါအားပေးနေပါနော် ဟုတ်ကဲ့ ကျွန်တော်ငယ်ငယ်လေးကကြိုက်ခဲ့ရတဲ့ဟိုမင်းသမီးဆိုတာအခုလိုမျိုးဒီပါတုံတွေ့ရချိန်ပါလားဟုတ်ကဲ့ပါအများကြီးအားပေးနေပါတယ်ဟုတ်ကဲ့နော် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အချင်းလေးကလွမ်းစရာလေးဆိုတော့မင်းစရာထပ်တိုးသွားတယ်မဖြစ်တဲ့ဟုတ်လားဆိုတော့မှာအဲ့လိုမျိုးတောကတွေဖြစ်လာတဲ့အချိန်မှာမျက်ရည်တွေအများကြီးကျခဲ့တော့အောင်ခံစားရတဲ့နေ့ရက်ပေါင်းများလားများတာဗောမွေးကြရပဲများတာဗောဘာလို့ဆို
အခုချိန်မှာလဲကိုမငိုရအောင်လို့တော့မထင်နဲ့တခါလေကျရင်ဟိုတနေ့အောင်စာနယ်ဇင်းနေရှိမှာကိုငိုမိသွားတာပေါ့နော်အတက်နိုင်ဆုံးတော့ကိုယ့်ရဲ့အပူတွေကိုလူတိုင်းကိုမကူးဆက်စေချင်ပါအောင်ငယ်ငယ်တုန်းကဖျော်ဖြေခဲ့သလိုပဲအမြဲတမ်းလူတိုင်းကိုပျော်စေချင်တယ်ပြုံးစေချင်တယ်ကိုကြောင့်ပဲဟိုခဏလေးပဲပြုံးသွားပျော်သွားကိုကကုသိုလ်ရကျေနပ်တယ်ပေါ့နော်အကုန်လုံးလည်းအဲ့လိုပဲထားဘာလို့လဲဆိုတော့ထက်ငယ်ငယ်လေးတုန်းကအဖေမေနဲ့မနေဘူးဟိုကိုအဖေကလည်းဟိုစီးပွားရှာနေရပဲဖြစ်ဘလို့အကြောင်းကြောင့်ပဲဖြစ်ကိုရီသားသမီးကိုကိုနားမှာမထားနိုင်ပဲနဲ့တနေရာစီမောင်နှမတွေလည်းဝင်းနေရတယ်ဆိုတော့ဟိုငယ်တုန်းကကိုရဲ့ရင်ထဲမှာအားငယ်တဲ့ဟိုခံစားချက်ကြီးကတော့ရှိရပါတော့ဒီလိုမျိုးအလုပ်တွေလုပ်တဲ့အခါမှာလည်းကိုကလွယ်နဲ့ဒီလောကကြီးကိုခြေစုံပြည့်ဝင်ခဲ့တာမဟုတ်ဘူးလေဘဝတွေကိုအများကြီးရင်းရတယ်အရန်ကိုခက်ခဲကြီးကိုကြော်ဖြတ်ခဲ့ရပတ်စံတပြားမှမရှိပဲနဲ့ရန်ကုန်မြို့ကိုရောက်လာရန်ကုန်မြို့မှာဆိုလဲအဲ့လိုနေဖို့အတွက်ကိုအရန်ခက်ခဲတယ်အဲ့လိုမျိုးနေဖို့ထိုင်ဖို့အတွက်အိမ်တအိမ်ဆိုလွယ်မှမလွယ်ရအဲ့အတွက်လဲဘဝတွေကိုရင်းခဲ့ရတယ်ပေါ့နော်ဟိုအရင်တော့ဒီရန်ကုန်ကိုရောက်ခါစားဆိုအဲ့လိုမျိုး3-4 ရက်နေမှာထမင်းတက်နက်လောက်တော့မနှဲကိုစားခဲ့ရရှာစားခဲ့ရအရန်ကိုခက်ခဲဒီလိုမျိုးဒီလောကထဲမှာအဲ့လိုမျိုးကြီးရှာဖွေပြီးတော့မှ4-5-6 နှစ်လောက်နေမှ6 နှစ်ကျော်လောက်မှပဲဦးစိုးမိုးနဲ့သွားတွေ့ပြီးတော့မှဒီလိုမျိုးဦးစိုးမိုးနဲ့လည်းဒီလိုတွေ့ပြီးနာမည်တွေပေးပြီးတော့လည်းချက်ချင်းမအောင်မြင်သေးဘူးဒီလိုပဲလေ့လာရသေးတယ်ရှာဖွေရသေးတယ်အလုပ်တွေကိုလေဒီလိုမျိုးတစားနဲ့မှတဖြည်းဖြည်းမှအောင်မြင်လာတာဟုတ်ရှေ့မှာတော့လေကိုကွန်သီးနဲ့ကိုမြစ်တာနဲ့ဟုတ်တယ်ကရိုရစ်ဖူးစာမှာတော့မုံရွှေပဲဟုတ်တယ်မုံရွှေပဲရှိအဲ့တော့အသက်15နှစ်ပဲရှိတယ်အဲ့တော့ရိုက်နေပြီနော်ဟုတ်တယ်စရိုက်နေတာတဲ့တဲ့ကိုငါတို့သိတာအဲ့မုံရွှေဆိုတဲ့နာမည်နဲ့ဟုတ်တယ်ဟိုမော်တာဘန်ကာတို့မော်တာဘန်ကာဟုတ်တယ်မော်တာဘန်ကာနော်ကိုကွန်သီးနဲ့လေအဲ့တုန်းကလည်းဘယ်လိုလဲဆိုမန္တလေးကလေဓာတ်ပုံမောင်လာတင်ကြားဘူးမှာပေါ့နော်မန္တလေးကဓာတ်ပုံအဲ့တုန်းကလည်းဟိုဓာတ်ပုံမောင်လာတင်ဓာတ်ပုံတွေအလှရိုက်ပေးရင်းနဲ့ကိုယ့်ရဲ့ပုံကိုဒီတရက်ဖူမဂ္ဂဇင်းမှာပါသွားတာခါကျတော့ဒါရိုက်တာဦးစိတ်တမင်းကဒီကလေးမလေးကဒီလိုဇက်ကားထဲမှာထည့်သုံးရင်အဆင်ပြေမှာပဲဆိုပြီးတော့အဲ့လိုခေါ်တာနဲ့အဲ့ဇက်ကားလေးကိုရိုက်ဖြစ်တာအဲ့တော့မင်းသမီးကလည်းအီတာနဲ့ဟုတ်တယ်မမီးရအဲ့ဒီကလည်းတော့မမီးရကောဘာလို့ကိုလက်ခရက်ဘူးတော့ဟုတ်ပြီဟုတ်ပါဘူးနုပညာကိုဟိုချစ်တာပါအီတာကိုကြတော့ဗမာမြင်မှုလားလဲဆိုအီတာကိုကြတော့ရွှေမန်းသမင်ရဲ့ဦးချမ်းသာရဲ့ပြက်ဆက်တိမ်မွေးရလို့မဆိုတာသည်ဆိုပြက်ဆက်မှာအီတာလည်းအဲ့လိုပဲငငယ်လေးနဲ့ဟိုသူကပထမရိုးရင်လေးကွာအဲ့လိုမျိုး innocent လေးကနေပြီးတော့အဲ့ပြက်ဆက်ကလည်းဦးချမ်းသာပြက်ဆက်ရရမ်းတော်တာကိုအဲ့မှာ तू ကနောက်ပြီးတော့ဦးချမ်းသာကနောက်ကားဒရိုင်ဘာရဲ့သားလားမသိဘူးနောက်ပတ်စံဟို तू ဟိုတက်ထဲလောက်ဝင်ပြီးတော့ဘိုးကြီးဖြစ်တဲ့အချိန်မှာကောင်မလေးကိုလိုက်ရှာချိန်မှာကောင်မလေးကအိမ်အောင်ကျနေပြီးတော့ထမင်းရင်ရှားနေအဲ့ချိန်ကဒီလောက်ငယ်တဲ့ကလေးမလေးတယောက်ကအဲ့လိုမျိုး character ကိုလုံးမယ်လို့မထင်တာဘူးအဲ့မှာထမင်းရင်ရှားနေလုံးဝတိမ်မွေးရလို့မဆိုတာဆိုတော့အဲ့မှာလုံးဝမတိမ်မွေးတော့ဘူးကွာအဲ့မှာသတိထားမိတာပြီးတော့မှအဲ့ဒီဇာတ်ကားထဲမှာနှစ်ယောက်ကိုတွဲမြင်တာပေါ့နော်ဟုတ်တယ်ဟိုဟာဒီတာနဲ့ကိုတွဲမြင်တာပေါ့နော်အဲ့တော့ဒါလေးကိုအမှတ်တရဖြစ်နေတာပါဟုတ်အဲ့ဒီမုံရွှေဘဝမှာတော်တော်ခက်ခဲဖြစ်ခဲ့ပြီးမှထက်မှုဖြစ်တယ်ထက်မှုဖြစ်တဲ့အချိန်ထိလေပထမဖြစ်စလာတဲ့အောင်မြင်တာမဟုတ်တဲ့အခါကျတော့ခက်ခဲရုန်းကန်ရမှာပေါ့နော်ဟုတ်တယ်အဲ့တော့ထက်မှုကမှပျော်ရွှင်နေရတဲ့နေ့ရက်တွေနဲ့မျက်ရည်ကျတဲ့နေ့ရက်တွေဆိုမျက်ရည်ကျတဲ့နေ့ရက်တွေကပုံများတယ်လို့ပြောရင်ညင်မလားညင်ပါဘူးဟုတ်ပါတယ်များတာပေါ့ဟုတ်အခုချိန်ထိလည်းရင်ထဲမှာဟိုတန်းတားမိတာပဲကိုအသက်နဲ့ရင်ထားတဲ့ကိုရဲ့သားသမီးကိုကိုနာမှာနေစေချင်တာပဲပေါ့နော်အရန်ခံစားရပါဒါပေမဲ့လို့အခြေအနေအကြောင်းကံတရားတွေကအထက်အများကြီးသူ့ဟာနဲ့သူပဲဖန်တီးလာတဲ့အတွက်ကိုလည်းမနေဝတ်မိမဲ့နေရတာပဲသားသမီးတိုင်းဟာမိဘတိုင်းကိုချစ်ကြတော့မိဘတိုင်းကလည်းကိုသားသမီးတိုင်းကိုချစ်ကြတာပဲလေအမေလို့မတဘူးတဲ့သားသမီးရှိမှမရှိတာနှလုံးထိမိတာလဲဆိုတဲ့စကားတော့မရှိသေးတာလွမ်းတာပဲပေါ့နော်ကိုကလည်းကိုသားသမီးကိုလွမ်းတာပဲပေါ့ဒါပေမဲ့လို့လည်းအကြောင်းကြောင့်နေရှိနေတဲ့အတွက်ကိုဘလောက်ခံစားဒီတရားနဲ့ပဲမှတ်ယူရပါဘောတင်ရင်လည်းဘာမှမပါတယ်လို့ဘာမှလည်းမတတ်နိုင်ပါဘူးလေဒီလက်ရှိအခြေအနေလေးမှာပဲအေးချမ်းအောင်ကိုယ်စိတ်ကိုတိဆောက်ရမယ်ဆိုပြီးမှပဲကိုပဲအားပေးရင်းနဲ့အားတင်းထားရတာပေါ့အခုကျမ်းမာရေးမကောင်းတဲ့ဖခင်ကိုကျေးဇူးဆောင်ရှောက်နေရတဲ့ထက်နော်ဟုတ်တယ်အဲ့တော့အရင်တော့ဖေနဲ့ဂျာကြီးခွဲပြီးနေခဲ့ရတယ်ဆိုပေမဲ့အခုချိန်မှာအဖေရဲ့မြတ်တာကိုပြန်ပြီးတော့ကျေးဇူးဆက်ခွင့်ရတယ်ပေါ့နော်အဲ့အတွက်ထက်ရင်ထဲကပီတီပေါ့ခုနေ့ကဆိုလို့ရှင်တွေ့တယ်ထက်တဲ့ဖေကိုတရားလေးကြီးစိုက်ပြီးပြုစုနေရတယ်ဆိုကြမီတော့တွေ့ရတယ်တွေ့ရတယ်လေဟိုထက်တဲ့ကဟိုသမီးတယောက်အနေနဲ့ကလေးလိုပြန်ဖြစ်သွားတယ်ကွာကလေးလိုမျိုးဖေကိုပြုစုနေရလေးတွေ့ရတယ်အဲ့ဒီလိုမျိုးမြင်တော့လေကိုရိုနေနဲ့မတန်မပီတီဖြစ်ပါတယ်တဲ့ရင်ထဲမှာအဖေကိုအခုလိုပြုစုနေရတယ်ပြုစုခွင့်ရတဲ့ခံစားရတဲ့ပီတီလေးကိုပြောပြ
ဒီစီစဉ်ကိုမိုက်တဲမှာ official digital partner ဖြစ်ကူညီပံ့ပိုးပေးပါသည်မိုင်းတောင်းမိုင်းကာရဝပရိုမိုရဲ့လက်ကြီးကောင်းတဲ့ဈေးကွက်လေးနဲ့တူ Honda Grand i10 10 စီး Honda Scoopy အစီး20 E-money နဲ့အခြားစုကြီးများရယူလိုက်ပါမိမဖုန်းဆက်ဖို့လိုနေလား My day one S ပစရအိုင်လုံးဒီချွေတလိုက်ကားမောင်ဖုန်းဆက်ချင်ပြီလား My day one S ပစရအိုင်လုံးဒီချွေတလိုက်တတိယဖုန်းဆက်ဖို့လိုနေလား My day one S ပစရအိုင်လုံးဒီချွေတလိုက်အချစ်ကိုဖုန်းဆက်ဖို့လိုနေလား My day one S ပစရအိုင်လုံးဒီချွေတလိုက်ဂယူးဆိုင်ဆောင် operator Mytel ရဲ့တစ်စက္ကန့်ချင်းငွေကောက်ခံတဲ့စနစ်နဲ့ဘယ်လိုင်းကိုပဲဆက်ဆက်20ရာခိုင်နှုန်းအထိငွေချွေတာနိုင်မှာနော် Mytel Empowerမိုင်းတောင်းမိုင်းကာရဝပရိုမိုရဲ့လက်ကြီးကောင်းတဲ့ဈေးကွက်လေးနဲ့ Honda Grand i10 10 စီး Honda Scoopy အစီး20 E-money နဲ့အခြားစုကြီးများရယူလိုက်ပါလွှဲလိုက်ထုတ်လိုက်နိုင်ငံအနှံ့ငွေလွှဲလိုက်သုံးလိုက်ပြုံးလိုက်လွယ်လွယ်ကူကူလွှဲလိုက်ပေးလိုက်စိတ်အေးလိုက်လုံလုံချုံချုံလွှဲလိုက်စိတ်ချငွေလွှဲတယ်မဖြစ်သေးပေးမကြပေးလွှဲလွှဲမကြပေးပေးမကြပေးလွှဲမကြပေးငွေလွှဲငွေထုတ်တိုင်း data 10 GB အထိရယူပါဒီစီစဉ်ကိုမိုက်တဲမှာ official digital partner ဖြစ်ကူညီပံ့ပိုးပေးပါသည်ဟုတ်ကိုရဲ့မိဘဆိုတာတော့ဒီဗုဒ္ဓဘာသာအားလုံးသိကြပါတယ်မိဘဆိုတာဖះနဲ့တကိုင်းနဲ့ထားကြကိုအဖေမမဟုတ်ကိုလမ်းသွားလမ်းလာရင်လည်းပဲကိုအတိမိတ်ဆွေတွေကဖြစ်ဖြစ်တက်ကြီးရွယ်အိုမြင်ကိုကတနာတဲ့ချစ်တယ်ပြုစုခြင်းနဲ့ပြီးကမ်းခြင်းနဲ့လေဟုတ်တယ်မလားလူတန်းခြင်းတာပေါ့အဲ့တော့ကိုရဲ့မိဘကိုလည်းကိုဘလောက်ပဲဝေးခဲ့ကိုနဲ့ပဲဘလို့အကြောင်းတရားတွေကြောင့်မလို့ကိုပေါ်မှာငယ်တော့ဂယူးမဆိုင်ခဲ့ပေမဲ့လို့ကိုအသက်ကြီးလာတဲ့ခါမှာကိုလည်းဒီလိုပြည့်စုံနေတဲ့အချိန်မှာကိုမိဘတော့ကိုကြည့်ရမယ်ဒါကျေးဇူးကိုကတော့ကိုမွေးထားတယ်ဆိုတော့ကျေးဇူးတွေလည်းရှိရဆိုတော့ဒါကတော့ပျော်တာပေါ့ကျေးဇူးဆက်ခွင့်အသက်နိုင်ဆုံးသူ့ရဲ့ကံပါသလောက်သူအသက်ပါသလောက်အထီအောင်ကိုအကောင်းဆုံးကိုကျေးဇူးဆက်မှာပါဟုတ်ဝင်တာပါတယ်ဒီစကားလေးကမတန်းနိုင်လားရှိပါတယ်နော်အဲ့တော့ဘာဖြစ်ဖြစ်ဟိုဒါလေးကမှတ်သားစရာပါပဲသားသမီးနဲ့မိဘမှာဘယ်လိုပဲဝေးကွာခဲ့နော်အခုအချိန်မျိုးမှာကိုတက်နိုင်တဲ့လောက်ပြန်ပြီးပြုစုခွင့်ရတာကဒါကံကောင်းတာပဲဟုတ်တယ်ကံကောင်းတာပဲပြုစုခွင့်ရဖို့ဆိုတာဆိုလို့ရှိရင်ဟိုမွေးကလေးကမိဘတွေတည်သွားတယ်ကိုမှဘယ်လောက်ပဲရှာနိုင်မိဘဆိုတာကိုတွေးခွင့်မရတဲ့အခါကျဘာမှလည်းလုပ်ပေးလို့မရဘူးရည်စူးပြီးလူဒန်းတာလို့ခုလိုကိုကြီးလက်ရောက်မပြုစုနိုင်ဘူးเนาะပြုစုရတဲ့အတွက်ဒါဘာပြောကံကောင်းတယ်လို့ပဲပြောဟုတ်ကဲ့နော်တဲ့အဲ့တော့တဲ့အခုအချိန်မှာတဲ့ကူအဲ့လိုမျိုးဝေဖန်ကြမယ်ပြစ်တင်ကြမယ်ကိကြမယ်ရှုံးချကြမယ်ဆိုရင်ဘလို့များတုံ့ပြန်ပြစ်မလဲအရင်လိုမဟုတ်တော့တဲ့တယောက်ကမတုံ့ပြန်ပါဘူးတရားတဘောကိုသိနေတော့သူများကိုဒီလိုပုတ်ခတ်ပြောဆိုနေမဲ့အစားကိုဘဝကိုပဲဂယူးဆိုင်ကြပါလို့ပဲအားလုံးကိုပြောချင်တာဘာလို့လဲဆိုတော့လူဆိုတာမနှက်ဖြန်ရဲ့ကံတရားကိုဘယ်သူမှကြိုမမြင်ဘူးသူများကိုကဲ့ရဲ့ပြစ်တင်ကိုဒီဝက်စီထိုက်တတ်တယ်အဲ့ဝက်စီထိုက်တာကလည်းကိုပြန်ခံရတာပဲပါဇက်လေးနဲ့ပြစ်မှားပြီမဲ့လို့ကိုပြန်ခံရတတ်တယ်ပေါ့နော်ဒီတဘောတရားတွေကိုလည်းထက်ကကိုယ်တိုင်ကိုကြကြုံတွေ့ပြီလို့ဒါကတော့ကြုံတွေ့ဘူးလို့ပြောပြနိုင်တာပါဟုတ်ထက်ကမဟုတ်ပါဘူးအနုပညာရှင်တော်တော်များများကဘဝရဲ့တစ်စစ်ချိုးတွေကဖြတ်ကနေမြန်စံလာတယ်အသက်ကမြန်တယ်အကြလည်းမြန်တယ်အသက်မြန်ကျွန်တော်တက်လိုက်ကြလှိုင်းစီးနေရတယ်လို့ပဲပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အချိုးကွေတွေအများကြီးဖြတ်တန်းခဲ့ပြီအခုဒီအရင်တော့ထက်မုံနဲ့အခုထက်မုံဦးရဲ့အခြေအနေဘာတွေကွာခြားသွားတယ်လို့ထက်သုံးသပ်မိလဲအခြေအနေကွာခြားတာတော့အများကြီးပဲလူဆိုတာ9နှစ်အကန့်အသတ်10နှစ်အကန့်အသတ်လေးတောင်မှဘဝအမျိုးစုံကြုံတွေ့ရတတ်တယ်အဲ့တော့ခြားသွားတာတော့အများကြီးပဲအတိကိုရခဲ့တဲ့သင်ခန်းစာနဲ့အသိပညာတွေကခေါင်းထဲမှာကိုကတော့
ဘယ်လိုပြောရမလဲကျင့်တတ်ပါတယ်အားလုံးမကောင်းတာတွေကိုလည်းသိခဲ့ရတယ်ကောင်းတာတွေကိုလည်းသိခဲ့ရတယ်ကိုယ့်ပုံမှာဘယ်သူမကောင်းလဲကိုဒုက္ခရောက်တဲ့အချိန်မှာဆိုရင်ကိုဘယ်သူကိုညီခဲ့လဲကိုပြည့်ပြည့်စုံစုံရှိနေတဲ့အချိန်တုန်းကတော့ကိုရလုံမှုနဲ့ဘယ်သူတွေကအနားမှာကတ်ခဲ့တာလဲဒီဟာတွေအကုန်လုံးကိုကအတွေ့အကြုံသင်ခန်းစာရပြီးတော့ကျင့်တတ်ပါတယ်အားလုံးအစ်နေမိတ်ဆွေတို့ခုချိန်မှာတော့ကြားသွားပြီပေါ့နော်ခွဲခြားသိနေပါပြီတက်ကစိတ်မာတဲ့ main ကလေးတယောက်လို့ပြောရင်ညင်းမလားစိတ်မာတဲ့ main ကလေးတယောက်ဆိုတာအလိုလိုသူ့ဟာနဲ့သူမာသွားတာပေါ့နော်ငယ်တုန်းကတော့ခဏခဏတွေးပြီးရင်ငိုတယ်အားငယ်ရင်ငိုတယ်ဒီလိုမျိုးအားငယ်တတ်လို့အမိကိုရှာလို့ကိုဒုက္ခရောက်ခဲ့တာလေဒီအမိကောင်းမလားဟိုအမိကောင်းမလားကို့မှာ background မရှိဘူးကို့သူများအမေလိုမျိုးဟဲ့ငါသမီးကိုဒီလိုနင်တို့မပြောရအောင်ငါသမီးကိုဒီလိုနင်တို့မစော်ကားရအောင်ဒီလိုမျိုးကာကွယ်ပေးမဲ့သူကို့မှာမရှိတော့ကိုကအနည်းမျိုးစုံနဲ့ကိုဟိုအကျန်းနာတွေရောချောတာတွေရောကိုချော့ပြောတာရောကိုတစ်ဖက်တစ်လမ်းနေဘယ်လိုပြောတခုခုနဲ့ပြောဆိုတာတွေစော်ကားတာတွေရောမျိုးစုံခံရပြီးတော့ကိုကတော့မမာသင့်မယ်နဲ့အခုချိန်မှာစိတ်ကတော့မာထားရတာပေါ့နော်ခါကြလို့ရှိရင်ကိုအဲ့ပေါ့နော်ရန်ကြောက်တတ်တဲ့သူကကာဗာလိုရင်းနဲ့ပို့ပြီးတော့မာသလိုဖြစ်လာတာဟုတ်ပါတယ်နော်ကိုကြောက်တတ်တဲ့ကိုရဲ့အားငယ်တဲ့စိတ်ကိုသူများတွေမြင်အားနဲ့ချက်ဖြစ်မှာဆိုလို့တောင်းခံနဲ့ပို့ပြီးတော့စိတ်ဓာတ်မာကျိုးတဲ့ main ကလေးတယောက်လို့အထင်ခံရတာမျိုးလဲဟိုလေမာတာပြောတာထက်ကိုလေအစစအရာရာအကုန်လုံးကိုလေကိုကသွေးတောဆင့်ကျင်တတ်သွားပြီဟုတ်ကြိုက်တာနဲ့လာတိုက်ခိုက်ဘာမှမဖြစ်တော့ဘာဖြစ်လို့တရားသဘောကိုသိသွားဒီတိုက်ခိုက်တဲ့လူတောင်မှသူဘလောက်ထိကိုယ့်ပေါ်မှာတိုက်ခိုက်နိုင်မှာလဲမှန်တာပေါ့သူ့အလက်ဆိုတာတော့မလာတော့ဘူးလားသူ့တဲ့ရောက်ပါစေလို့ကိုစုမတောင်းเนาะဒါပေမဲ့တနာပါတယ်သူ့အလက်ကျရင်တော့ဒုက္ခပါပဲကိုလိုခံနိုင်ရရှိပါစေလို့ပဲဒီလိုပဲအမြင်နဲ့ကြည့်ပေးလိုက်တယ်ပေါ့เนาะတိတ်တယ်မှုရှိပါတယ်ဟုတ်တဲ့အောင်မြင်အောင်အများကြီးစူးစမ်းခဲ့ရတာဒါထက်အတိဆုံးပဲเนาะကိုအောင်မြင်အောင်ဘယ်လောက်ထိအချိန်ကြီးအကြာကြီးပြည့်ဆက်ပြီးစူးစမ်းခဲ့လဲအတိဆုံးပဲအောင်မြင်လာတဲ့အချိန်မှာခုနသိချင်တာကအောင်မြင်အောင်စူးစမ်းရတာနဲ့အောင်မြင်သွားတဲ့အချိန်မှာအောင်မြင်မှုဆိုတဲ့ဒီအရာကိုစုပ်ကင်ထားပြီးတော့ဟိုခံနေလောက်ရတော့ဗောနော်ဟိုထိန်းချောင်းရတာအောင်မြင်လောက်ရတာပူခက်ခဲရလားအောင်မြင်မှုကိုထိန်းသိမ်းရတာပူခက်ခဲတာလားအောင်မြင်မှုကိုထိန်းသိမ်းရတာခက်ခဲတာပါဘာဖြစ်လို့ဆိုမအောင်မြင်ငယ်တော့ကတော့ဒီဇကားလေးမှာနာမည်ရအောင်လူသိအောင်စူးစမ်းမယ်ဆိုစူးစမ်းရင်နဲ့ဒါတိတ်ပြီးတော့အရန်ဒါထိန်းရတဲ့အဆင့်မရှိအောင်မြင်လာတဲ့အခါမှာကိုဘာပဲပြောပြောထိန်းရပြီကိုလက်အောက်ကလူတွေကိုပဲပြောပြောဟိုကိုလာမိတ်ဆက်တဲ့လူတွေပဲပြောပြောကိုအလုပ်ကိစ္စမှာပဲပြောပြောဘသူနဲ့ပဲပြောပြောကိုကအောက်ကပဲနေရမှာကိုကအထက်စီးကနေပြောလို့မရအောင်ကိုပတ်စံရှိရပဲကိုနာမည်ကြီးတာပဲဆိုပြီးဒါလိုပြောလို့မရတော့ဘာဖြစ်လို့ဆိုဒီလိုအောင်မြင်တဲ့အချိန်မှာပို့ပြီးဆင်ကျင်ရတာပေါ့နော်ဟိုမအောင်မြင်ခင်အချိန်တုန်းကအဲ့ဒါတွေကတိတ်မသိရအောင်ခါလေးကျရင်ဆိုဖြစ်မိရလေငါလွတ်လပ်ငါရှောက်သွားပြီးရှောက်စားခြင်းလိုက်တာဈေးတွေတယ်ဆိုငါလေးပတ်စံကြီးဂျိုင်းညက်ပြီးငါရှောက်ဝယ်ခြင်းလိုက်တာကစွန်းရွက်တွေတွေ့ရင်ဝယ်ခြင်းနဲ့ဟိုမုံငင်းရွက်တွေတွေ့ရင်ဝယ်ခြင်းနဲ့ဆင်းပြီးတော့မှအောင်ရှောက်ပြီးဟိုတာမန်ဒီလိုမျိုးတာမန်လူတယောက်လိုရှောက်သွားခြင်းလိုက်တာဆိုအဲ့လိုမျိုးဖြစ်တာပေါ့ဟုတ်ပျော်ရွှင်ရတဲ့အချိန်လေးတွေကဘယ်လိုအချိန်မျိုးလေးတွေလဲတငယ်ချင်းတွေနဲ့ကျွန်တော်တငယ်ချင်းတွေအများကြီးနဲ့လို့ရှောက်လေတာတော့ရှိလေအဲ့လိုအချိန်မျိုးတွေမှာတဲ့ဘယ်လောက်ထိစိတ်လွတ်လပ်လို့ပျော်လိုက်မိတယ်လဲအဲ့လိုတော့မပြောဘူးပါဘူးအဲ့လို academy ရတဲ့အချိန်တွေတို့အဲ့လိုခရီးထွက်တဲ့အချိန်တက်ကခရီးထွက်တာဝါသနာပါတယ်အဲ့လိုမျိုးအချိန်တွေဆိုစိတ်ထဲမှာလေအဲ့လိုလန်းဆန်းသွားတယ်ပေါ့နော်စိတ်ထဲမှာတမျိုးပြောင်းသွားတာပေါ့ကိုယ့်ရဲ့စိတ်က tension တွေလျော့သွားတာပေါ့ဟုတ်ပရိသတ်တွေကအရင်တော့ဆိုလို့ရှိရင်ငယ်ငယ်လေးကစားတယ်အဲ့ကိကြီးကလည်းဆန်းဟဲ့ရှူဟာမင်းတို့ဘယ်ရောက်မသိဘူးဟာလာဥကျော်ထူးတွေ့နေအများနဲ့အဲ့လိုကလေးမရှိနေကြလားဟာလားတွေ့လို့ရှိရင်အဲ့လိုအများစနေကြကျွန်တော်ဆိုခါကျစားနေကတ်တယ်မှာနဘန်းနေပါလုံးကုန်တာဟုတ်တယ်ဦးမိုးကြီးတို့ဖြစ်လိုက်တော့တအားချစ်ဖို့ကောင်းတယ်နော်မောင်နှမတွေကားရိုက်နေကိုလိုမိုးရှင်ပို့ဆိုးသေးရနော်ကိုလိုမိုးလေးအရန်စတာဟုတ်တွေ့ရင်တော့လေဦးကင်းတို့ဆိုနော်ဦးကင်းတို့ဟိုဦးရိုင်းတို့ဆိုမရှိဘူးဟုတ်ဘာပဲဖြစ်အဲ့ကျွန်တော်ဆိုတကယ်ပြောရင်တအားချမ်းတော့အောင်မြင်တဲ့အချိန်မှာကိုရီးယားဘာမှမဟုတ်တဲ့ suppose ရင်တိတိလေးတွေပဲဒါပေမဲ့သူတို့စိတ်ထဲမှာချစ်တဲ့စိတ်နဲ့ပေါ့နော်တရောတဝယ်နေခဲ့တယ်လေးလေးစစလေးသူဆက်ဆံတယ်ဘယ်အနုပညာရှင်မျိုးဆိုပေါ့နော်အဲ့တော့ရှိတယ်ကိုကျော်ထူးတို့ကိုရတို့ကိုကင်းတို့စသည်လူရှင်nóiဆိုသူကချစ်ဖို့ရန်ကောင်းတယ်အများစပြီးတော့စားတောင်းနေရတာဒါနဲ့တက်ကနှလုံးရောဂါရှိရဲ့တ
သူပေါ့နော်လောကရှိရဲခါကြလို့ရင်ကိုင်းမှာ shock ဖြစ်ပြီးတော့လို့လဲသွားတာမျိုးတော့မြင်ခဲ့ဘူးတယ်ပြပြမှာဆိုနော်ကိုင်းနေတာနှစ်ခါလောက်ဥညီနဲ့လည်းရိုက်တာများဟုတ်တယ်တတိလက်သွားကားရိုက်နေတတိလက်သွားဖြစ်တယ်အရင်တော့ဆိုလို့ဒါနောက်ပိုင်းဆိုလို့ရှိရင်တော့သူတော်လေးဟိုဒါထိန်းနိုင်တာလို့ပြောပါနော်ဇက်ဝင်ခံရပေါ့နော်ဟုတ်တယ်အဲ့ငိုတဲ့အခန်းတွေအများများသွားရင်ဟုတ်တယ်နော်တတိလက်သွားဥညီနဲ့ရိုက်တော့ဆိုနောက်နေ့ဟုတ်တယ်နောက်နေ့ကျမှတတိယအဲ့ကောင်းကင်ထက်ကပန်းတွင်းနဲ့မရိုက်ခင်ဟိုအစိုးရဇက်ကရိုက်တုံးကလည်းညအိတတိလက်သွားနှက်ဖြန့်လို့မှတတိယလေခဏခဏတတိလက်တယ်အရင်တော့ဟုတ်သူအဲ့လိုမျိုးဝမ်းနေစရာခန်းမျိုးတို့တကယ်အဲ့လိုမျိုးခန်းတွေတော့ထည့်ပြီးလောက်ရမုန်းချက်လာတဲ့ခါမျိုးဆိုတော့အဲ့လိုဖြစ်သွားတယ်တွေ့ဟုတ်ဘာပြောအခုဆိုလို့ရှိရင်တော့တဲ့အခုပြောခဲ့တဲ့ဘာသာရေးနဲ့ရှင်တွဲပြီးတော့တဲ့ပရိသတ်တွေအပေါ်မှာကိုယ့်ရဲ့ကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေအပေါ်မှာစသည်အပြင်အဲ့ပေါ်တွေမှာတဲ့အမြင်တွေဟိုကြည်လင်အောင်တက်နိုင်ဆုံးစိတ်ထဲမှာရှင်းအောင်ထားနိုင်တဲ့အတွက်အရန်လဲဝင်တာပါတယ်နော်တဲ့နုပညာလှူရှားမှုတိုင်းမှာအရင်ထက်မိုးဦးလိုပဲအမြဲတမ်းအောင်မြင်မှုတွေပြန်လည်ရရှိပါစေနော်အခုလဲအောင်မြင်နေပါတယ်အောင်မြင်ကြမလို့အရင်လိုမျိုးနော်ထက်မိုးပျော်ရွှင်တဲ့ဘဝမျိုးတွေပြန်ရပါစေလို့တောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်အများကြီးရရပါစေဟုတ်တယ်အဲ့ဒါမှမဆိုင်ရမနော်ဟိုပါကြီးတဲ့ဒီကံလေးမှာလာပြီးတော့နော်ငှက်နဲ့အင်ဂျီတို့တင်းနေဆိုတို့အကုန်လုံးနဲ့ပြည်သက်တွေကိုတွေ့ဆုံပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါမေးတဲ့မိကုန်းလေးတွေမှာတဲ့အတွက်စိတ်နှောက်ယှက်ဖြစ်ကြရရှိတယ်ငေါင်းငေါင်းပြီးကြတယ်ညာညာကြီးကဘယ်လိုဘာပြောလိုက်နေရလဲမသိဘူးဘာဘာရရလဲညာညာမပြီးသေးဘူးလေနှုတ်ဆက်အောင်မယ်လေနှုတ်ဆက်မယ်ခဏနေမမောတာရှင်းမယ်ရှုံးမယ်ကိုစိတ်ရနှုတ်ဆက်မယ်လေအခုကျွန်တော်တို့ဒီနေ့ကတော့တဲ့နော်အကြောင်းလေးတွေကိုကြားပြီးတော့ပြည်သက်တွေအကုန်လုံးလဲနားလေလိမ့်မယ်ပျော်ရွှင်တဲ့ခန္ဓာလေးတွေရှိတယ်လို့အားတက်စရာခန္ဓာလေးလည်းရှိမယ်သူ့ရဲ့တောကလေးတွေကိုလည်းမြင်တွေ့ရမယ်เนาะတဲ့ကိုနားလေခံစားနိုင်ပါလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်เนาะအဲ့တော့ဒီဘက်မှာထက်နဲ့ကျွန်တော်တို့ရှုံမဲ့ရှင်းမဲ့ပြောင်းချင်းမဲ့စီစဉ်မှာเนาะအကုန်လုံးထက်ကတော့လုံးဝမငင်းလိုက်ရအောင်လုံးဝမငင်းကြောက်တယ်ဘယ်တွေဝင်ကြလုံးဝမငင်းသွားပါဘူးเนาะအဲ့တော့လေခါကြကိုကမပြောတော့မပြောသူကတော့သူရှင်းသွားတယ်ရှင်းသွားအဲ့တော့လေကျေးဇူးတင်ပါတယ်အားလုံးပဲဒီ season လေးကိုကြည့်နေကြပြည်သက်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်တို့ပြောမှဆိုမှရှိနေခွင့်လပါဒီဘက်မှာတက်တဲ့ကျွန်တော်ဆုံတွေ့ရတယ်နောက်တစ်ဘက်မှာဘယ်အမှုပညာရှင်နဲ့တွေ့ဆုံပြီးတော့ရှုံမဲ့ရှင်းမဲ့ပြောင်းညညအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးပါလို့ပြောချင်တယ်ဒီတစ်ဘက်ကျွန်တော်တို့ခဏရန်နာခွင့်ပြုပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါပါတယ်ဟုတ်ကျေးဇူးပါကဲအမော်လေးပြေသွားအောင်ကလိုက်ဟဲ့ဘလို့ရှင်းချက်တဘသူကဘလို့ချင်းကဘသူကဘလို့ချင်းပြတ်တဘသူကဘလို့ထမင်းငါ break that you don't na be don't a little red long ball break that the arm should be a shimbo tinta don't you up and dim me should be a shimbo tinta don't you up and dim me don't you up and dim me show me down your me show me down your me